ဒီနေ့ကတော့အိန္ဒိယရဲ့နာမည်ကျော်ဖြစ်အမှန်တရေဇလန် Street ကိုတင်ဆက်ပေးသွားမှာပါ။ Ossetri မနက်ဖြန်မှာလာခဲ့ပါ။အဲ့ဒါကမျိုးတွေကအိမ်တိုင်းအိမ်အပြင်မှာရေးထားတဲ့စာဖြစ်ပါတယ်။ပွဲတော်ရဲ့ဆိုရင်တဲမာလေးယောက်ျားရှာထွက်တယ်။တမျိုးလုံးမှာရှိသမျှယောက်ျားလေးတွေအားလုံးတတိဒီလိုအယူတဲတာတွေကိုမယုံတဲ့သူဖီကီဟာဒီနေ့မှာတော့သူ့ပွဲတော်ရဲ့အတွင်းမိန်းမလာလေးတယောက်နဲ့ဆုံခဲ့ရပါတယ်။မြင်မြင်ချင်းချစ်မိသွားသလိုမိန်းကလေးကလည်းလက်ရဲစဲရဲနိုင်လာပါတယ်။တဲမယုံတဲ့ဖီကီဟာနာမည်လေးတီးခွင့်မရှိတဲ့မိန်းကလေးကိုတန်းတန်းဆွဲဖြစ်သွားခဲ့ပါတယ်။ပွဲတော်ဒုတိယညမှာမိမလာလေးဟာဗီကီကိုတောထဲခေါ်ပြီးတနေရာမှာထိုင်စကားပြောနေစင်မှာတော့တရေမာလေးနဲ့ဗီကီတို့ဘယ်လိုဆက်နွယ်နေကြမလဲဗီကီချစ်မိနေတဲ့မိမလာလေးကတရေမာလေးလားဘာဖြစ်လို့အော်လန်ပစ္စည်းတွေရှာခိုင်းတာလဲဆက်ထရီတရေမာကိုဘယ်လိုဖြေရှင်းကြမလဲဆိုတာကိုဆက်ကြည့်ပေးသွားကြပါအောင်ခင်ဗျာဗီဒီယိုလေးကိုမကြည့်ခင် channel ကို like and subscribe လုပ်ပေးဖို့ပြောချင်ပါတယ်ခင်ဗျာဇလန်းစာမှာမိန်းကလေးတယောက်လမ်းမပေါ်မှာရှောက်သွားနေပါတယ်အိမ်ဒီတိုင်းမှာအိုးမိန်းကလေးမနေ့ဖက်မှာလာပါလို့စာလေးတွေရေးထားပါတယ်ဒီနေရာမှာတော့လူတယောက်က channel မှာအပေါ်လာဆွမ်းတာကိုတွေ့ရမှာပါအနောက်ကနေပရာကတ်ဆိုပြီးခေါ်နေတာကြောင့်အဲ့ဒီလူကတခုခုကိုတတိထားမိပြီးအိမ်ထဲကိုဝင်ဖို့ကြိုးစားပေမဲ့နောက်တစ်ခါထက်ခေါ်တာကြောင့်အဲ့ဒီလူကမထိန်နိုင်ပဲလှည့်ကြည့်လိုက်တဲ့အချိန်မှာသူ့ကိုတခုခုကတတ်လိုက်တာတွေ့ရပါတယ်။နောက်တစ်ခါမှာတော့ဗီကီဟာမနက်တိုင်းထပြေးတဲ့သူဖြစ်ပြီးတနေရာမှာတော့သူဟာအိမ်တွေကိုလိုက်ပြီးစာရေးပေးနေတဲ့အဖိုးကြီးကိုတွေ့လိုက်ပါတယ်။အဲ့ဒါကြောင့်သူကအနောက်ကိုပြန်လဲပြီးဦးလေဒီစာသားကိုပွဲကြတိုင်းလိုက်ရင်းနေတာလား။အဲ့လိုပြောလိုက်တော့အဖိုးကြီးကဗီကီဒီစာရေးရတာအချိန်ဆိုတာရှိတယ်ကွာ။ဒီမိကတန်ပန်မဟုတ်ဘူးကြက်ဖြူနဲ့သွေးနဲ့အယိုးပြာကိုစင်ရင်ထားတာလို့ပြန်ပြောပါတယ်ဗီကီကတော့အဖိုးရဲ့အဲ့ဇလန်တွေကိုအီဆွတ်ပုံမြင်ကြိုက်တဲ့သူတွေကိုသွားပြောပါလားလို့ပြန်ပြောပါတယ်အခုခေတ်လူငယ်တွေကဒါကိုမယုံကြတော့ဘူးတမျိုးလုံးကလည်းဒါကြီးကိုယုံနေကြတယ်ဆိုပြီးတော့ပြောတော့အဖိုးကြီးကဗီတာတမျိုးလုံးကအိမ်ဒီမှာဒီစာကိုရေးကြတယ်ဒါမှဆက်ထရီယန်ကနေလွတ်မှာလို့ပြန်ပြောတဲ့အချိန်မှာဗီတာကရက်ွက်ထဲကတရေဝင်မှုတဲ့ကိစ္စတွေလည်းလိုက်ကြည့်ပါအောင်လို့ပြန်ပက်တဲ့အခါသူတို့ရဲ့မျက်နှာချင်းဆိုင်ကမိမအကြီးကအဖိုးကြီးကိုသူတို့အိမ်မှာလည်းဆက်ထရီမြင်အောင်စလုံးထင်းထင်းလေးနဲ့လာရေးပေးဖို့လှမ်းအောင်ပြောနေပါတယ်ပြီးတော့ဗီတာကိုပါတစ်ချက်မဲပြလိုက်တော့ဗီတာကလည်းလက်လျှော့ပြီးအိမ်ကိုပြန်လာခဲ့ပါတယ်တကယ်တော့ဗီတာတို့အိမ်ကဆက်ချုပ်တာဖြစ်ပြီးဗီတာမကြိုက်ဆုံးအလုပ်ပဲဖြစ်ပါတယ်သူ့ဖေကတော့ကျွန်တော်ကအမျိုးသမီးတွေအတွက်အင်ကြီးချုပ်ဖို့ဖြစ်လာတာမဟုတ်ဘူးလို့တော့ပြန်ပတ်တက်တဲ့သူပါမနေ့ဆိုဗီတာနဲ့အင်ကြီးချုပ်ချင်လို့တန်းစီစောင့်နေကြတဲ့အမျိုးသမီးတို့ကြီးရှိနေပြီးဗီတာကလည်းပါရမီရှင်တယောက်လိုပေချိုးနဲ့မဟုတ်ပဲမျက်စိနဲ့ကြည့်ုံနဲ့တေတန်းလှပပြီးကွက်တိကြတဲ့အင်ကြီးတွေကိုချုပ်နိုင်တာကြောင့်သူ့အဖေကဒီကောင်ကလုပ်ငန်းကိုပါရမီရှင်တယောက်လိုကျွမ်းကျင်ပေမဲ့သူကလုပ်ငန်းကိုမလေးစားဘူးလို့တော့မှတ်ချက်ပေးနေပါတယ်ဗီတာကအင်ကြီးတွေကိုပေါ်ပါတွက်လက်စာဖန်နေပြီးနားကျင်ရောက်တဲ့အခါမှာတော့အပြင်ကိုခဏထွက်သွားခဲ့ပါတယ်။သူအပြင်ထွက်ပြီးဆလိတ်တောင်းနေတဲ့အချိန်မှာမနစ်ကဖျားပွဲမှာတွေးခဲ့တဲ့ကောင်မလေးတယောက်နဲ့ဆုံပါတယ်။ကောင်မလေးကကျမဒီကိုဖျားပွဲမှာလာဖြစ်တာကျန်တဲ့အချိန်ဆိုရင်ဒီမှာမနေဘူး။ရှင့်ကအင်ကြီးအပ်ချင်တယ်လို့ပြောပြီးဗီတာကိုအမြန်ဆုံးရအောင်ချုပ်ခိုင်းပါတယ်။ဗီတာကနှစ်ပတ်စောင့်ရမယ်လို့ပြောတော့ကောင်မလေးကဖျားပွဲတော့နောက်ဆုံးလေးရအောင်ချုပ်ပေးနိုင်မလားလို့မေးပေမဲ့ဗီတာကပြန်မဖြစ်တော့ရတယ်မချုပ်တော့ဘူးဆိုပြီးစိတ်ဆိုးသွားပါတယ်။အဲ့ချိန်မှာဗီတာကနှစ်ရက်အတွင်းချုပ်ပေးမယ်လို့အော်ပြောလိုက်တော့မှကောင်မလေးကအင်ကြီးစားကိုဗီတာစီကိုပေးလိုက်ပါတယ်ဗီတာကအန်ဂျီတိုင်းကိုမျက်လုံးနဲ့ကြည့်နေတာတော့ကိုမှကောင်မလေးကမယုံသင်္ကာတော့ဖြစ်နေပါသေးတယ်။ပြီးတော့မှဗီတာကအန်ဂျီတိုင်းတာပါလို့ပြောတော့မှယုံကြည်သွားပြီးနောက်ရက်မှတွေ့မယ်နော်လို့ပြောသွားပါတယ်။ကောင်မလေးကတစ်ချက်လှည့်လာပြီးညနေကျသူဖျားသွားမယ်လို့ပြောတာကိုဗီတာကပိန်ပြီးဦးချောင်းချောင်းလေးလုံနေတာကြောင့်ထပ်ပြီးစိတ်ဆိုးသွားပါတယ်။ကောင်မလေးထွက်သွားတော့မှဗီတာကသဘောပေါက်သွားတာကြောင့်လှမ်းအော်ခေါ်လိုက်ပေမဲ့မမီတော့ပါဘူး။ဒီနေ့ကဖျားပွဲတော်ပထမနေ့ဆိုတော့ထုံးစံအတိုင်းဖွန်ပတ်ကြောင်နေတဲ့ဗီကီတငယ်ချင်းနှစ်ယောက်ကိုတွေ့ရပါတယ်။ဗီကီကသူတို့နှစ်ယောက်စီသွားပြီးကောင်မလေးနဲ့ဆုံခဲ့တဲ့မြောက်ကိုပြောပြပါတယ်။ခုနှစ်ယောက်ကလည်းဘယ်ကောင်မလေးလဲငါမသိဘူးကွာလို့ပြောတော့ဗီတာကမနေ့ကဖျားပွဲမှာတွေ့တဲ့ကောင်မလေးလေးကွာလို့ပြောတော့မှမင်းငါတို့ကိုကြွားလုံးထုတ်တဲ့ကောင်မလေးလားဆိုပြီးပြန်မှတ်မိသွားပါတယ်။အဲဒီကောင်မလေးကငါလက်ကန်ပြီးဗီတာဂျေဆုပြုပြီးလို့ခက်ချဲပြောတယ်ကွာဆိုတော့ဟိုနှစ်ယောက်ကမယုံကြည်တာကြောင့်ဘာလို့လဲလို့မေးကြပါတယ်။သူကငါ့ကိုအန်ကြီးချုပ်ခိုင်းတာကွာလို့ဗီတာကပြန်ပြောတော့ ready made အန်ကြီးရောင်းတဲ့တငယ်ချင်းကမဖြစ်နိုင်တာပါကွာဒီခေတ်ကြီးထဲမှာချုပ်ထည်ဝတ်တဲ့သူရှိသေးလို့လားလို့ပြန်ပြီးတော့ဗီတာကချုပ်တဲ့အန်ကြီးဆိုတာဝင်တာတို့တွေမှာဝတ်တာလို့ပြောတော့ဟိုတယောက်ကစိတ်ဆိုးပြီးထပြန်သွားပါတယ်။ဗီတာကတော့ဂျာနာဆိုတဲ့အဲ့ကောင်မလေးကသူ့လက်ကိုကင်သွားပါတယ်ဆိုပြီးပြောကငါစိတ်ထဲမင်္ဂလာခေါင်းလောင်းတန်တွေကြားနေရပြီဆိုပြီးစိတ်ကူးတွေရင်နေပါတယ်ဟိုစိတ်ဆိုးတဲ့တယောက်ကဆိုင်ကယ်ပေါ်ရောက်မှလုကက်ကသူ့ဦးလေးကပါတီလုပ်မယ်လို့ပြောတာကြောင့်၃ယောက်သာဆိုင်ကယ်စီးပြီးထွက်လာခဲ့ကြပါတယ်ညောက်တဲ့အခါမှာတော့ဖျားပွဲတော်ဖြစ်တဲ့အတိုင်းလူတွေကစီကားနေပါတယ်သူတို့၃ယောက်လည်းဖျားပွဲကိုလှည့်ပတ်နေရင်ခဏကြာတော့ဗီတာကဖျားရှိခိုးမယ်ဆိုပြီးနေခဲ့ဖို့လုပ်ပါတယ်တကယ်ကြီးနှစ်ယောက်ကလည်းဗီတာကကောင်မလေးကိုသွားရှာမယ်ဆိုတာသိတာကြောင့်လွယ်လွယ်နဲ့ပေးမသွားပဲရင့်နေကြပါတယ်ဒါပေမဲ့ဗီတာကအတင်းပြောလိုက်တော့မှနှစ်ယောက်စလုံးကပြုံးစစ်စစ်နဲ့ထွက်သွားပါတယ်ဗီတာလည်းကောင်မလေးပြောတဲ့အတိုင်းဖျားเจ้าနေရောဈေးတန်းနေမှာရောမတွေ့တာကြောင့်လူရှင်းတဲ့ကန်လေးနာမှာစလိတ်ထိုင်တောင်းနေတဲ့အချိန်အနောက်ကနေကောင်မလေးကရောက်လာပါတယ်ဗီတာကကောင်မလေးကိုမြင်သွားတော့တောင်းနေတဲ့စလိတ်ကိုပြစ်ချပြီးစကားပြောဖို့လုပ်ပေမဲ့ရင်းနေခုန်နေတာကြောင့်စကားတွေအထစ်ထစ်အငေါငေါဖြစ်နေတာမို့ကောင်မလေးကစကားပြောရတာခက်ခဲရှိလို့လားလို့မေးလိုက်တော့ဗီတာကသူစကားမထစ်ကြောင်ပြောပေမဲ့ကောင်မလေးကယုံမုံမရတာကြောင့်
ဦးတောင်ဆိုဒီမှာကျွန်တော်တို့ရဲ့စံပြငှက်တစ်ကောင်ဖြစ်ပါတယ်ဦးတောင်များတွင်ချွန်တဲ့နှုတ်သီးများရှိပါတယ်ဦးတောင်အမများဟာဦးတောင်အဖို့ရဲ့မျက်ရည်ကိုတောက်ရင်ဦးတောင်လေးတွေမွေးပါတယ်ဆိုပြီးငငယ်ကတင်တဲ့စာတွေကိုအထင်ကောမရှိဆိုပြလိုက်ပါတယ်အဲ့ဒီခါကျမှကောင်မလေးကရှင်ကတကယ်မချစ်ဘူးပဲလို့ပြောပြီးနောက်နှစ်ယောက်သားရေကန်ဘေးမှာအတူတူထိုင်ပြီးစကားပြောနေကြပါတယ်မင်းရန်နောက်ကျနေပြီအခမ်းအနားပြီးတော့မယ်လို့ဗီတာကပြောလိုက်တော့ကောင်မလေးကနားမလဲတာကြောင့်အခမ်းအနားကိုပြောတာလေမနေ့ဖန်ကျပွဲမစခင်ဖုန်းဆက်လိုက်မယ်ဆိုပြီးကောင်မလေးကိုဖုန်းနံပါတ်တောင်းတော့ကောင်မလေးကဖုန်းမသုံးဘူးလို့ပြောပါတယ်အဲ့ဒီကဗီတာကအဲ့ဒါဆိုမင်းကိုဆက်သွယ်ခြင်းတဲ့သူတွေကြရင်ဘယ်လိုလုပ်မလဲမေးလိုက်တဲ့အချိန်မှာတော့ကောင်မလေးကအနေငယ်စဉ်းစားပြီးရှင်သာဆက်သွယ်ခြင်းနဲ့ဆိုရင်တော့စိတ်ထဲမှာတွေးလိုက်တာနဲ့ကျမကရှင်းစီရောက်လာမယ်လို့ပြောပြီးသူ့အိတ်ထဲကစာဆောင်ကိုထုတ်ပေးပါတယ်ဗီတာကဖွင့်ဖတ်မယ်လို့တော့ကောင်မလေးကအခုမဖတ်နဲ့မနက်မှဖတ်လို့ပြောလိုက်တာကြောင့်စာကိုအိတ်ထဲထည့်လိုက်ပြီးညတော်အတော်နဲ့နေပြီးမှောင်လာတော့မယ်လို့ပြောလိုက်တော့ကောင်မလေးကအင်းကျမကမှောင်နာကိုစောင့်နေတာလို့ပြောတာကြောင့်ဗီတာလည်းအိုတိုအန်တန်ဖြစ်သွားပါတော့တယ်ဗီတာရဲ့တငယ်ချင်းတယောက်ကတော့ဆိုင်ကယ်စီပြက်နေတာကြောင့်ခြေလင်ခီးသွားနေရပြီးတငယ်ချင်းဗီတာကိုစိတ်ပူနေတာပါဘီတူကတော့စိတ်ပူမနေပါနဲ့ကွာသူကကောင်မလေးတောင်ရနေပြီပြောပေမဲ့ဂျာနာကတော့စိတ်ကိုကောင်းကောင်းထားပါလို့ပြန်ပြောပါတယ်အဲ့နောက်ဂျာနာရဲ့နားထဲမှာအတန်တစ်ခုခုကိုကြားလိုက်ပါတယ်ဒါပေမဲ့ဘာမှမတွေ့တာကြောင့်နားကြားမှနဲ့ထင်နေတဲ့အချိန်ပြောကနေဆိုရူဒရာရောက်လာပါတယ်သူတို့ကအကိုရူဒရာလို့နှုတ်ဆက်လိုက်ပေမဲ့ရူဒရာကတော့မင်းတို့နှစ်ယောက်ဒီမှာဘာလုပ်နေတာလဲပွဲတော်ရက်ကစားနေပြီးသူလာတော့မယ်လို့ပြောပါတယ်ဟိုနှစ်ယောက်ကတော့ဘသူလဲလို့မေးတဲ့အခါရူဒရာကသူလေးဆိုပြီးပြောတင်မပြောတင်စဉ်းစားပြီးဆက်ထရီလို့ပြောလိုက်ပါတယ်ဟိုနှစ်ယောက်ကတော့အကိုကြီးမနောက်ပါနဲ့လို့ပြောပေမဲ့ငါမနောက်ဘူးငါတို့မြို့မှာပွဲတော်ရက်တွေမှာယောက်ျားလေးတွေအပြင်မထွက်တဲ့ကဘာပေါ်ကတခုတည်းသောမျိုးပဲသူကယောက်ျားလေးတွေကိုဖမ်းစားတတ်တယ်မင်းတို့ကငါနဲ့ညီကိုလိုနေလို့သူများဆိုငါဘာမှမပြောဘူးလို့ပြောတဲ့အခါဟိုနှစ်ယောက်ကစိတ်ဝင်စားသွားပြီးအကိုရင်ကျွန်တော်တို့ကိုပြောပြပါအောင်လို့ပြောကြတဲ့အခါရိုရာကအဲ့ဒါဆိုလဲပြောပြမယ်ဆိုပြီးဗီယာကိုတောင်းတော့ကဆက်ထရီစီကနေထွက်ပြေးဖို့နီးလန်းရှိတယ်နံပါတ်1ကဘယ်အချိန်မှမဆိုအိမ်ကနေတယောက်တည်းမထွက်နဲ့အိုးဆက်ထရီမနေ့ဖန်မှလာခဲ့ပါအဲ့လိုရေးထားတဲ့အိမ်တွေကယောက်ျားလေးတွေပဲလွတ်ကြတာနံပါတ်2မင်းတို့ဘေးကလွတ်ချင်ချင်းသေးလို့မနေနဲ့ဝင်းပလီလိုနေအဲ့လိုပြောတဲ့အခါမှာဟိုနှစ်ယောက်ကတော့ဝင်းပလီဘာလို့လဲလို့မေးကြပါတယ်ရူတာကလည်းအဖွဲနဲ့သွားလေတယောက်တည်းမသွားနဲ့အဲ့ဒါကိုပြောတာလို့ပြောလိုက်ပါတယ်နံပါတ်3ဆက်ထရီရှိကနေပြီးတော့ဖြတ်မိရင်သူကမင်းတို့နာမည်ကိုအရင်ဆုံးခေါ်လိုက်မယ်ဟယ်လိုတန်ရီဒယ်ရီအဲ့လိုခေါ်ရင်ဘာလို့မလဲသိလို့ကြလားဖနက်ကိုချွတ်လက်မှာကန်ပြီးရူတာပြောလို့မဆုံးခင်ဟိုနှစ်ယောက်ကပြေးလို့ပြန်လို့အော်တဲ့အခါရူတာကမပြေးရဘူးဆက်လျှောက်သွားလို့ပြောတော့ဘာလို့ရမလဲလို့ပြန်မေးကြပါတယ်နောက်တစ်ချိန်မင်းတို့နာမည်ကိုဆက်ခေါ်လိုက်မယ်ဒီတစ်ခါတော့ယာခတွေနဲ့အဲ့တော့မင်းတို့လောက်ရမှာကဆက်လျှောက်သွားတတိယအချိန်မင်းတို့ကိုထက်ခေါ်လိုက်မယ်ဒီတစ်ခါတော့ကလင်းကလျအတန်လေးနဲ့နသမီးလေးလိုမျိုးပြီးတော့ကျမကိုဖတ်ပါနော်နောက်တစ်ချိန်မရတော့လို့ပါလို့ပြောလိုက်မယ်အဲ့ဒီအချိန်မင်းတို့ရတဲ့ခံစားချက်မျိုးအသက်ရှူတွေမြန်လာမယ်နှလုံးခုန်တွေမြန်လာမယ်အဲ့ရတွေကအကြောင်းတွေကိုပဲမင်းတွေးနေမိလိမ့်မယ်မင်းတို့တွေကဘာလို့ရမလဲဆိုတော့ဆက်လျှောက်သွားလို့နောက်တစ်ချိန်ဗီဒူးကဖျက်ပြောလိုက်ပြန်ပါတယ်ရူရာကမဟုတ်ဘူးဘယ်ယောက်ျားကမှသူ့ရဲ့တတိယချိန်ခေါ်တာကိုကြင့်ကြံ့မခံနိုင်ဘူးမင်းတို့သတိလစ်လာတော့မယ်အဲ့ဒီချိန်မင်းနောက်ကိုလှည့်ကြည့်လိုက်မိရင်ပြီးသွားပြီလို့ပြောကြတယ်ရူဒါရဲ့စကားအဆုံးမှာဟိုနှစ်ယောက်ကတော့ကြောက်သွားတာကြောင့်နီလန်တစ်ခုခုရှေ့အောင်မှာပါလို့ပြောလိုက်ပါတယ်။အဲဒါကြောင့်နံပါတ်၄အချက်ကိုဆက်ပြောပြပါတယ်။မင်းတို့တွေဆက်ထရီလက်ထဲကလွတ်ချင်အဓိကမှတ်ထားပေးရမှာကတော့ပြောနေတော့သူမိမကဖုန်းခေါ်တာကြောင့်တန်းပြီးထွက်သွားပါတယ်။ဟိုနှစ်ယောက်ကနံပါတ်၄အချက်ကိုမပြောရသေးဘူးဆိုပြီးလှမ်းအောင်ချပေမဲ့မကြားတော့တာကြောင့်လမ်းကိုပဲဆက်လျှောက်လာကြပါတယ်။တနေရာမှာတော့ဗီဒူးကတော်ရဲကတခုခုကိုလှမ်းတွေ့လိုက်ပါတယ်။အဲဒီအချိန်မှာသူကဘာလဲဆိုပြီးရက်ချိနေတော့အနောက်ကနေဂျာနာကရောက်လာတာကြောင့်ဟိုမာကြီးဆိုပြီးညွန်ပြနေတဲ့အချိန်မျက်လုံးနှလုံးကပေါ်လာပါတယ်။အဲဒါကြောင့်သူတို့နှစ်ယောက်ကကြောက်လန့်တကြားပြေးခဲ့ကြပါတယ်။ပါတီပွဲကိုမရောက်ခင်ဒီကိစ္စကိုဗီကီကိုမပြောနဲ့တော့လို့ပြောရင်သူကငါတို့ကိုဟားမှဆိုပြီးတိုင်ပင်နေကြပါတယ်။ပါတီကိုရောက်တော့ဗီကီကဘာဖြစ်လာကြတာလဲမေးတော့သူတို့နှစ်ယောက်ကဘာမှမဖြစ်ဘူးပြောရင်ပွဲဆလာတာကြောင့်သူတို့ဟာပျော်ပါနေကြပါတယ်။အဲဒီနောက်ဗီကီကအပေါ်သွားချင်တာကြောင့်အပြင်ထွက်ပြီးအပေါ်ဆုံလိုက်ပါတယ်။ဘသူမှသတိမထားမိကြတာကတော့အိုးဇက်ထရီမနက်ဖြန်မှလာပါဆိုတဲ့စာလေးပြတ်သွားတာပါပဲအင်ကြီးကရုတ်တရက်မီးပြတ်သွားခဲ့ပြီးသူတို့အုပ်စုကတော့အကဲမပြတ်ပါဘူးအဲ့နောက်အင်ရှိကနေအတန်တန်ပေါ်လာတော့အားလုံးကလန်သွားကြပါတယ်ဒါက private party လေသူတို့ကလွဲပြီးဘယ်သူမှမသိဘူးအဲ့ဒါကြောင့်အင်ရှင်လောကကသွားဖွင့်နေတဲ့အချိန်တကားရှိမှာစာရီဝေထားတဲ့မိန်းကလေးတယောက်ကိုတွေ့ရပါတယ်တကယ်တော့သူတို့အဖွဲကနာရာဒါခေါ်ထားတဲ့ညငှက်ဖြစ်နေပါတယ်ဗီကီတို့ကတော့ခေါ်ထားတဲ့အစာကလေးကပြောပါလားဆိုပြီးဆဲဆူနေကြပါတယ်အဲ့မိန်းကလေးကတော့ဒီလောက်လူအများကြီးဆိုအဆင်မပြေဘူးနော်လို့ပြောတာကြောင့်သူကအပေါ်မှာခန်းခန်းရှိတယ်အဲ့ဒီမှာနေနဲ့ငါနဲ့နေနဲ့တချင်းတူတူသွားဆိုမယ်ပြောပြီးအပေါ်တက်သွားပါတယ်လောကကတော့မီးဆန်နှိုးဖို့တယောက်တည်းထပ်သွားတဲ့အချိန်သူတို့တွေမသိတာကတယောက်ကဝင်လာပြီးသူတို့ကိုကြည့်နေတာပါပဲသူတို့ကနေကြတော့ဂျာနာကဗရင်းမောက်နားမှာရက်နေတဲ့မိန်းကလေးကိုမြင်ပြီးသွားကြည့်ပါတယ်ဂျာနာကတပြေးပြေးချင်းကပ်သွားပြီးသူကစိတ်ညှို့ခံရတဲ့သူလိုပုံစံမှာအဲ့ဒီချိန်နာရာဒါရဲ့ကောင်မလေးကအဖော်ပါလားလို့မေးတော့သူ့မှာအဖော်မပါတာကြောင့်အောက်ကိုတစ်ခါဆင်းပြီးဂျာနာကိုလာမေးတဲ့အခါစိတ်ညှို့ခံရတာကနေလွတ်သွားပါတယ်ဂျာနာကလည်းအဖွဲတဲကိုသွားပြီးအဖော်လိုက်ရှာပေးနေတဲ့အချိန်တယောက်ကအပေါ်ကိုတက်သွားပါတယ်နာရာဒါကအဖော်ရပြီးလို့အပေါ်တက်သွားတဲ့အခါမီးကပြန်လာပါတယ်။အဲဒါကြောင့်သူ့ကောင်မလေးနေတဲ့အခန်းကိုသွားပြီးဘာလို့မီးဖွင့်တာလဲမီးလေးနေမှာမိုက်တာဆိုပြီးပြောနေတဲ့အချိန်အနောက်ကအနီစာရီဝေထားတဲ့တယောက်ကနာရာဒါလို့ခေါ်ပြီးတပြိုင်နက်တည်းတင်အိမ်လုံးနာရာဒါရဲ့အော်တန်ကိုကြားရပါတယ်။အိမ်သားတွေကထွက်လာတဲ့သူ့ကောင်မလေးကလည်းနာရာဒါလေထဲမှာပြန်သွားတာကိုတွေ့တော့အော်လိုက်တာကြောင့်အကုန်လုံးကအပေါ်ကိုပြေးတက်လာကြပါတယ်။ သူ
သူတို့အပေါ်ရောက်တော့နာရာဒါကိုမတွေးတော့တာကြောင့်ပတ်ရှာပေမဲ့နာရာဒါရဲ့အန်ကြီးတွေပဲကြံပါတော့တယ်အဲ့ဒါကြောင့်သူ့ကောင်မလေးကနာရာဒါကိုဆက်ထရီခေါ်သွားတာလို့ပြောလိုက်ပါတယ်လောက်ကမဟုတ်သေးဘူးဆက်ထရီမလာရဆိုတဲ့စာကိုအားလုံးအန်ရကင်းအောင်ရေးထားတယ်လို့ပြောပါတယ်ဒါပေမဲ့သူတို့အပြင်ထွက်ကြည့်တော့စာကပြက်နေတာကြောင့်အကုန်ပေါက်ကွဲကုန်ကြပါတယ်။အဲဒါကြောင့်ဒီစာကိုဘယ်သူဖျက်တာလဲလို့တရားခံရှာကြပါတယ်။ဂျာနာကတော့ဗီကီဖျက်တာလို့ပြောတာကြောင့်ဗီကီကညင်းတော့ကျန်တဲ့သူတွေကပါမင်းငါတို့ကနေတော့အပြင်ထွက်သွားတာတွေ့တယ်လို့ပြောပါတယ်။အဲဒါကြောင့်ဟုတ်တယ်အဲ့ဒါငါရှူးသွားပေါက်တာလေစာကိုမဖျက်ဘူးလို့ပြောတာကြောင့်အကောင်လုံးကဗီကီကိုဝိုင်းပြီးအပြစ်တင်နေကြပါတယ်။ဗီကီကဒါမဖြစ်နိုင်ဘူး။ဘာလဲဆိုတော့နာရာဒါကစနေတာနေမှာလို့ပြောတော့နာရာသားတငယ်ချင်းတွေကမင်းအဲ့လိုမပြောနဲ့မင်းကြောင့်တငယ်ချင်းတယောက်ဆုံးသွားရတာလို့ပြောပြီးတယောက်နဲ့တယောက်ရန်ဖြစ်နေကြတော့သူတို့တွေကတယောက်ကလိုက်ရှာကြမယ်ဆိုလို့အားလုံးကထွက်လာကြပါတယ်။မဲမောင်နေတဲ့တော်ကြီးကြောင့်တစ်ဖွဲလုံးနဲ့လမ်းပြီးမနှမ်းမှရှာကြမယ်ဆိုပြီးညင်သွားကြပါတယ်။မနေ့နေ့ရောက်ဗီကီကကောင်မလေးပေးတဲ့စာကိုဖတ်ဖို့ပြနေတော့သူတစ်ဘက်ကအပြင်မှာအမျိုးသမီးတယောက်ရောက်နေတယ်လို့ပြောလို့ထွက်ကြည့်တဲ့အခါမနေ့ကနာရာသားခေါ်ထားတဲ့ကောင်မလေးဖြစ်နေပါတယ်။တကယ်တော့မနေ့ညကပတ်စံမရှင်းရသေးလို့ဗီကီစီလာတောင်းတာပါ။ဗီကီကတော့အဲ့ဒါကျွန်တော်နဲ့ဘာဆိုင်လဲပြဆိုပြီးပြောနေတာကြောင့်နင်သာနေရန်ကိုသေးနေမပန်းရင်ဒီလိုဖြစ်เสียအကြောင်းမရှိဘူးလေဆိုပြီးအခြေတင်ဖြစ်နေကြပါတယ်။အဲ့ဒီချိန်ဗီကီကရောက်လာတော့ညငတ်မကြီးကနင်းဖေသိရင်မလွယ်ဘူးတော့ဘာညာပြောနေတော့သူ့အဖေကရူဘီ3000ပေးလိုက်တာကြောင့်ညငတ်မကပြန်သွားပါတယ်။သူငယ်ချင်းကတော့မင်းသားကိုမင်းနိုင်အောင်ထိန်သူကယာကပါဖြည့်တက်နေပြီလို့ပြောသွားပါတယ်။အဲ့ဒါကြောင့်ဗီကီအဖေကတော့ဗီကီကိုဆုံးမတော်မူနေရပါပြီ။မင်းကိုငါးဘွားရဲ့အရေးကြီးဆုံးအတွေ့အကြုံလေးတွေကိုပြောပြချင်လို့ပါကွာလူငယ်ဆိုတာထူးခြားတဲ့အရွယ်ခန္ဓာကိုယ်ကအမြဲတမ်းတက်ကြွလန်းဆန်းနေတယ်ဒီလိုဆန္ဒတွေကတောင်းတက်တော့ဘာလို့ရမလဲဆိုတာအကြံအိုက်နေမှာပဲဆိုပြီးပြောနေတော့ဘာတွေပြောနေတာလဲဆိုပြီးကြောင်တောင်နဲ့ထိုင်နေတဲ့ဖေကီကမေးပါတယ်အဲ့ဒါကြောင့်ငါပြောတာနားထောင်စမ်းပါလို့ပြောပြီးစကားတွေဆက်ပြောနေတာကြောင့်ဖေကီကမေးထောက်ပြီးနားထောင်နေရပါတယ်သူပြောချင်တာတွေပြောပြီးထွက်သွားတော့မှဖေကီကမင်းညအကောင်မလေးပေးတဲ့စာကိုဖတ်ရပါတယ်သူဖတ်ပြီးတာနဲ့တငယ်ချင်းတွေကိုသွားပြပါတယ်တငယ်ချင်းတွေက Hello ဖေကီလေးကနေချစ်လာစွာတော့နဲ့ဆုံးထားတာကိုတကယ်အဆင်ပြေနေတာပဲဆိုပြီးချီးမွမ်းကစာကိုဖတ်ကြည့်ပါတယ်စာထဲမှာတော့Hello ဖေကီလေးရှင်းကိုတွေ့ရတာဝမ်းသာပါတယ်ရှင်နဲ့စားတွေ့ကြတဲ့ကရင်းနှီးတဲ့သူနဲ့တွေ့ရသလိုခံစားရပါတယ်ရှင်ကျမနဲ့တွေ့တဲ့အခါဒါလေးတွေယူလာပေးနိုင်မလားလို့ရေးထားတာကြောင့်ငါကောင်အတော်အဆင်ပြေနေပြီလို့ပြောနေကြတဲ့အချိန်သူမာတဲ့အရာတွေကိုဆက်ဖက်ကြပါတယ်သူမာက brandy လေးပုံတစ်ပုံတိုးသားကီလိုဝက်မီးကျွမ်းထားတဲ့ဖန်စတစ်ကီလိုစူပန်တီပွင့်ကြောင်စပင်အိမ်မြောင်အမီအဲ့လိုဟာတွေကြောင့်ဒီလိုထူးထူးဆန်းဆန်းနေဘသူကမှားလို့လဲလို့ပြောပေမဲ့ဖေကီကတော့တကယ်ပေးမဲ့ပုံပေါ်နေပါတယ်အဲ့ဒါကြောင့်စီတူကဂျာနာမင်းကိုအန်ကြီးချုပ်ပေးတာကိုမင်းချုပ်ပေးခဲ့လားငါမင်းကိုခီးထွက်မယ်ပြောတော့ကမင်းအေးလို့လားအခုမင်းကလေးကိုကြာတကယ်လုပ်ပေးဖို့ကြံနေပြီဆိုပြီးကောင်းနေပါတယ်ဗီကီကတော့သူကငါ့ကိုရင်ကြီးတောင်းဆိုတာပါကွာပြောပြီးတကယ်ရင်3ယောက်ကတောင်းသမျှကိုတဆိုင်ဝင်တဆိုင်ထွက်အိမ်မြောင်ဖန်းကြောင်ဖန်းနဲ့ခက်ခက်ပတ်ရှာပေးနေပါတယ်ချာဂျန်ဟန်ကတက်ရှ်မဟာကိုအချစ်အတွက်တီးဆောက်ခဲ့တယ်အခုတော့ငါတို့ညီကိုကကြောင်နေအိမ်မြောင်နေတော့လိုက်နေပြီးအချစ်ကိုစေကူးရင်နေတဲ့သူကတော့ယူနေကြတာပဲပြောပါဦးတခုမှမှားနေမလားဆိုပြီးဂျာဒူးကစီပူကိုမေးပါတယ်ဂျာနာကမှန်တယ်မှားတယ်ဆိုတာငါမသိဘူးလို့ပြန်ပြောတဲ့အခါငါပြောနေတာဒီကိစ္စမှာမရှင်းနေတာဒီမိန်းကလေးနဲ့ပတ်သက်ပြီးတခုမှားနေတယ်ထင်တယ်လို့ပြောနေတဲ့အချိန်ကြောင်ဖန်းနေတဲ့ဗီကီကဖမ်းလို့ရသွားတာကြောင့်စကားစပြတ်သွားပါတယ်ဖျားပွဲဒုတိယညမှာတော့ဗီကီဟာပွဲစည်းတစ်ချောင်းကောင်မလေးကိုပတ်ရှာနေပေမဲ့ဘယ်နေရာမှမတွေ့ပါဘူး။နေရာတိုင်းမှာတော့မင်းညကဆက်ဖရီကကောင်လေးတယောက်ကိုဖမ်းခေါ်သွားတယ်ဆိုပြီးနေရာတိုင်းမှာပြန့်နေပါတယ်။အဲဒါကြောင့်တချို့လူတွေကဈေးဝယ်စရာရှိရာဝယ်ပြီးအမြန်ပြန်ဖို့လုပ်နေကြပါတယ်။အဲဒါကိုကြားတဲ့ပီတူကဗီကီစီဖုန်းခေါ်ပေမဲ့ဗီတာကတော့ဖုန်းချပစ်ပါတယ်။အဲဒါကြောင့်ဂျာနာကိုခေါ်ပြီးဗီကီကိုရှာဖို့လုပ်ပါတယ်။ဗီကီကတော့ရေကန်ဘေးမှာအေးဆေးလေးထိုင်နေတော့ကောင်မလေးကရောက်လာပါတယ်။အဲဒါကြောင့်အာကွန်လို့နှုတ်ဆက်ပေမဲ့ကောင်မလေးကအာကွန်ဆိုတာကိုမသိပါဘူး။အဲဒါကြောင့်သူကနားထောင်နေတဲ့တခြင်းတစ်ပုဒ်ကိုဆိုပြလိုက်ပါတယ်။အဲဒါတော့ကောင်မလေးကမသိတဲ့အခါမင်းဒီနေ့လည်းအခမ်းအနားလွတ်သွားပြီနော်လို့စကားလွှဲလိုက်ပါတယ်။အဲဒါကိုကောင်မလေးကကျမကဖျားနဲ့ရေစက်မပါဘူးထင်တယ်လို့ပြောတာကြောင့်အိုတီအိုကြောင့်ဗီကီကဟုတ်ပါလို့ထောက်ခံနေပါတယ်။ကောင်မလေးကလှည့်ပြန်သွားတဲ့အခါမှာနေပါဦးငါမင်းအတွက်စွမ်းနာလေးတွေပါတယ်ဆိုပြီးပေးတဲ့အခါမှာရတယ်စွမ်းကပ်ပြီးသွားပြီလို့ကောင်မလေးကပြန်ပြောပါတယ်။အဲဒါကြောင့်မင်းပဲဆာငါပဲဆာအတူတူပါပဲဆိုပြီးဗီကီကမုတ်တွေစားပြလိုက်ပါတယ်။ပြီးတော့ဗီကီကမင်းအတွင်းထဲသွားမလားငါဖုန်းကြီးနဲ့တည်တယ်မင်းအတွက်အထူးခန်းသားလုပ်ပေးမယ်လေပြီးတော့မင်းနာမည်နဲ့ပတ်စံပေးလို့မယ်မင်းတွေကဘာလဲလို့မေးနေတော့ကောင်မလေးကမှားတာတွေပါလားဆိုပြီးစကားတွေစဖြတ်လိုက်ပါတယ်။အဲဒါကြောင့်ပါပါတယ်မင်း brandy လိုချင်တာဘာတစ်စိမ်မှမသိလို့အကုန်ဝယ်ခဲ့တယ်ပြီးတော့ကြောင်စပင်ကတော့အယောင်သေးသက်မြပဲဆက်ကြားဖြစ်နေတယ်ဆိုပြီးထုတ်ပြတော့ကောင်မလေးကပြုံးပြီးကြည်နေပါတယ်ဒါပေမဲ့လည်းဗီကီကဒါတွေဘာလို့မလုပ်လဲလို့မေးတဲ့အခါမှာတော့ရှင်ကအခုသိကျင်ပြီဘောလို့ပြောတော့ဗီကီကခေါင်းချင်းပြလိုက်ပါတယ်အဲ့ဒါဆိုရင်ရှင်ကိုဒီနေရာခေါ်သွားမယ်ပြောတော့ဗီကီကဘယ်နေရာကိုလဲလို့ထပ်မေးပါတယ်အဲ့ဒါကြောင့်ကောင်မလေးကရှင်မသိတဲ့နေရာကောင်းတစ်ခုရှိရပြောပြီးဗီကီရဲ့လက်ကိုဆွဲကထွက်သွားပါတော့တယ်သူတို့နှစ်ယောက်ကတုတ်လေးတစ်စီးငါပြီးဖျားပွဲကနေအဝေးကိုထွက်လာကြပါတယ်လမ်းမှာတော့အချစ်ကျေးကျွန်ဖြစ်နေတဲ့ဗီကီကကောင်မလေးနားကိုကပ်ပြီးကောင်မလေးကိုအချစ်ရရှွန်းလဲနေတဲ့မျက်လုံးလေးတွေနဲ့မျက်တောင်မခံတန်းကြည့်နေပါတော့တယ်ဒါပေမဲ့တော့ဗီကီကိုရှာနေကြတဲ့ဗီဒိုကဗီကီဒီညတော့သွားပြီလို့ပြောလိုက်ပါတယ်ဂျာနာကဘာလို့လဲလို့မေးတော့မင်းပြန်တွေးကြည့်လေဒါကတကယ်အန်နေနော်လို့ပြောလိုက်တော့ဂျာနာကမင်းဘာတွေတွေးနေလို့လဲလို့ပြန်မေးလိုက်ပါတယ်ဗီဒိုကတော့မင်းကကျောင်းမှာစာတော်တဲ့ကောင်ဘာဖြစ်လို့အပြင်လောကမှာကြာနှေးကွေးနေရတာလဲလို့ပြောတဲ့အခါမှာကိစ္စတိုင်းကိုလေးလေးနက်နက်စဉ်းစားလို့ပြန်ပြောတာခံလိုက်ရပါတယ်အဲဒါကြောင့်ပင်လေလိုကောင်းရင်မင်းကဘာလို့မနဲ့ရှမ်းရတာလဲဒီမိန်းကလေးကတနေ့မှတစ်ချိန်တရေပြောင်းကောင်းနေလို့ပေါ်လာတယ်ဒီပွဲတော်ရက်တွေမှာအမြဲတမ်း
ဒီပွဲတော်ရက်တွေမှာဘသူပေါ်လာလဲတိလာလို့ဂျာနာကိုမေးတော့ဘသူလဲလို့ပြောတာကြောင့်စိတ်မရှိတဲ့လေတံနဲ့ဆက်ထရီလို့ပြောပါတယ်ပြီးတော့မင်းစနာကြီးဆယ်ရီကိုဗီကီကလွဲပြီးဘသူမြင်လဲပထမရေးစားစာထဲမှာဘာတွေရေးထားတာလဲကြောင်စပင်အိမ်မြောင်ခြေထောက်လို့ပြောတော့နားထောင်နေတဲ့ဂျာနာကအမိပါဟာလို့ပြန်ထောက်ပေးပါတယ်စိတ်မရှိနေတဲ့ဗီဒူကတော့အဲ့ဒါတွေအသာထားပါပစ္စည်းတွေကိုဘာလို့ဖို့ယူခိုင်းတာလဲပြောပြီးဗီကီကိုဖုန်းထက်ဆက်ပါတယ်ဗီကီကဖုန်းမကင်တာကြောင့်ဗီကီကအဲ့ဒီမိမနဲ့တွေ့ဖို့သွားပြီးငါတို့တငယ်ချင်းဒုက္ခတွေ့နေပြီတီလာစာရီကတော့ထောင်ချောင်းဆင်နေပြီငါတို့တငယ်ချင်းကတော့တဲ့တဲ့ဒိုးတော့မယ်လို့စီတုကအားမလို့အားမရပြောနေပါတယ်ဂျာနာကလည်းသူ့ဖုန်းကိုချပစ်တာကြောင့်လူတွေကအချင်းနဲ့ပတ်သက်ရင်ဘာလို့မြက်ကန်းဖြစ်သွားကြတာလဲလို့မေးပေမဲ့ရီးစားမရှိတဲ့စီတုကတော့မသိပါဘူးဒါပေမဲ့မင်းဖြစ်ချင်တဲ့ဘလို့လူပဲဖြစ်ဖြစ်အချစ်ကိုကိုးဝယ်တဲ့သူလိုတော့မဖြစ်စေနဲ့လို့အမှားတော့ပါပေးလိုက်ပါတယ်သူတို့နှစ်ယောက်ကဆိုင်ကယ်တစ်စီးနဲ့နေရာအနှံ့လိုက်ရှာနေရင်လူတွေကငါ့ကိုချန်နာရီရဲ့ management hotel လို့ခေါ်တယ်လို့ပြောတဲ့အချိန်မှာကောင်မလေးကနေဟာမကြက်ဘူးလားဆိုပြီးအညီကိုဆွဲကြပါတယ်တစ်ဖက်မှာတော့ဗီဒူကဂျာနာကိုပြန်ချမယ်လို့ပြောနေပါတယ်နှလုံးသားလူတဲ့ဂျာနာလေးကဘာလို့လဲမင်းကြောက်လို့လားလို့ပြန်ပြီးတဲ့အခါငါကဘယ်သေးမှမကြောက်ဘူးဒါပေမဲ့ငါတို့ကိုအရေးမလုပ်တဲ့ကောင်ကိုရှာဖို့ငါတို့ဘယ်လောက်တောင်အချိန်ဖြုံးနေမှာလဲလို့ပြန်ပြောပါတယ်ဂျာနာကတော့သူကငါတို့တငယ်ချင်းတွေကွာလို့ပြောနေတဲ့အချိန်တောထဲကအတန်တန်ကိုကြားတာကြောင့်နှစ်ယောက်သားပြေးသွားကြပါတယ်ဗီကီကတော့မီးဖို့တဖို့ဖိုးထားပြီးကောင်မလေးကရှင်မာရီချုပ်တယ်လဲလို့မေးနေပါတယ်ဗီကီကတော့အမျိုးသမီးဝိအားလုံးချုပ်တဲ့စကတ်အပေါ်ဝိအန်ကြီးရိုးရာဝစ်စုံအပြင်ထက်အထူအပါအန်ကြီးတို့အန်ကြီးရှည်လက်ကျက်လက်ပွားဖွဲတဲ့ဝစ်စုံအထူအပါဘောင်းမီညအိဝစ်စုံရှည်ဆိုပြီးငငယ်ကစာချက်တော်အစားဆုံးရွေးကြပါတယ်ကောင်မလေးကဗီကီနားကိုလာထိုင်ပြီးဒိုအန်ကြီးဘယ်တော့ရမှာလဲလို့မေးပေမဲ့ဗီကီကအတိုင်းမိသွားလို့ပြန်ပြောတော့ကောင်မလေးကပခုံးကိုကန်လိုက်ပြီးဒုက္ခပေးနေမိပြီလားလို့မေးလိုက်ပါတယ်အခြေကျေးကျုံကြီးကတော့မဟုတ်တာမင်းတို့ကဘာဒုက္ခမှမရှိဘူးလို့ပြန်ပြောပြီးကောင်မလေးအနာကက်ကအဲ့ဒီကမင်းအတိုင်းထွာကိုမှတ်သွားတယ်လို့ပြောလိုက်တော့ကောင်မလေးကကျမကရှင်ချုပ်ပေးပြီလို့တော့ထင်နေတာလို့ပြောလိုက်ပါတယ်ဗီကီကတော့ဟုတ်တယ်ပုံမှန်ဆိုရင်ချုပ်ပေးဖြစ်တယ်မင်းကြမှာမေးနေတာလို့ပြောတော့ကောင်မလေးကအခုတန်းလိုက်တော့လို့ပြောပါတယ်ဗီကီကပေကျုံးမပါတာလို့ပြောတော့ကောင်မလေးကလက်နဲ့တိုင်းလေလို့ပြောတာကြောင့်ညပုံမှန်ဆိုရင်မျက်စိနဲ့တိုင်းနေတဲ့ဗီကီဟာကောင်မလေးလက်ကိုဆွဲပြီးဖြည်းဖြည်းချင်းအဆင့်တက်ကဖောက်ဖွာလေးတိုင်းပါတော့တယ်တယောက်နဲ့တယောက်ပိုသေးပိုသက်လုပ်ပြီးဗီကီကရင်ကိုတိုင်းမယ်လုပ်တဲ့အချိန်မှာကောင်မလေးကဗီကီလက်ကိုဆွဲဖယ်လိုက်ပြီးဗီကီမျက်လုံးနဲ့မိတ်ကအဝေးကိုထွက်သွားပါတော့တယ်ဗီကီကတော့သူ့ကိုနမ်းမယ်ထင်နေတာကြောင့်နှကန်းကိုဆူလိုက်ပေမဲ့မျက်စိဖွင့်ကြည့်တဲ့အခါဘာမှမရှိတော့ပါဘူးဟိုနှစ်ယောက်ကတော့ဆိုင်ကယ်တစ်စီးနဲ့ဗီကီကိုလိုက်ရှာနေစေပါဒါပေမဲ့တငယ်ချင်းထက်မိမကအရေးကြီးတယ်ဆိုတာကိုပိုသိသွားတဲ့နှစ်ယောက်ကတော့အိမ်ကိုပြန်လှည့်ပြီးပြန်ဖို့အပြန်စီကကုံသွားပါတော့တယ်ထုံးစံတိုင်းဗီဒုကဂျာနာကိုတွန်းခိုင်းပေမဲ့ဂျာနာကတော့ဒါမင်းဆိုင်ကမင်းတွန်းလေငါငယ်လေးကတွန်းလာရတာအခုထိဆက်ထရီကမြို့အနှံ့လှည့်နေတာငါတို့ကဘယ်ရောက်နေလဲတော့မသိဘူးဆိုပြီးစိတ်ဆိုးမှန်ဆိုးနေပြောနေပါတယ်အဲဒါကြောင့်အမြဲတမ်းဆရာလုပ်တဲ့ဗီဒုကဒီတစ်ခါတော့ဆိုင်ကတွန်းပြီးပြန်လာခဲ့ရပါတယ်တော်ရက်ကဗီကီကတော့နာမည်တော်မသိတဲ့ကောင်မလေးကြောင့်မီးတုပ်တစ်ချောင်းနဲ့နေရာအနှံ့ကိုလိုက်ရှာနေပါတယ်တကယ်တော့သူကဘယ်ရောက်နေမှမသိသလိုဘယ်ကိုပြန်ရမှန်းလည်းမသိပါဘူးဗီဒုကဂျာနာကိုအိမ်ပြန်လိုက်ဖို့ခိုင်းပေမဲ့ဒီတစ်ခါတော့ဒေါသဖြစ်နေတဲ့ဂျာနာကလိုက်မပို့တော့ဘူးလိုက်မပို့တဲ့အပြင်ဗီဒုကပါဆက်ထရီနဲ့တွေ့ပါစေလို့စုမုံကောင်တောင်းပေးသွားပါတယ်ဂျာနာတယောက်အိမ်ပြန်တဲ့လမ်းမှာတယောက်ထဲရှောင်းနေပြီးလမ်းမီတွေကရုတ်တရက်မှိတ်သွားပါတယ်။သူကလည်းဆက်ရှောင်းနေတော့အနောက်ကတယောက်လိုက်လာတာကိုသတိထားမိပြီးသူကအနောက်ကိုလှည့်ကြည့်လိုက်ပါတယ်။သူလှည့်ကြည့်လိုက်တဲ့အခါမှာဘာမှမရှိတာကြောင့်အရှိကိုပြန်လှည့်တဲ့အခါလူတယောက်ကိုတွေးလိုက်ရတာကြောင့်သူထိတ်လန့်သွားခဲ့ပါတယ်။အဲဒါကြောင့်သူဟာတယောက်ထဲဟိုတွေးတီတွေရှောက်လာတဲ့အခါလမ်းမှာအဖွားကြီးတူးနဲ့တိုးလို့လန့်သွားရပြန်ပါတယ်။သူကအိမ်ကိုအမြန်ပြန်မဲ့လို့အကိုရူတာပြောတဲ့ဆက်ထရီနဲ့တွေ့ရင်ဖနက်ကိုလက်ကကင်ဆိုတဲ့ဟာကိုသတိရပြီးဖနက်ကိုချုပ်ပြီးလက်ကကောက်ကင်လိုက်ကဆက်ရှောင်းနေတော့အနောက်ကနေခေါ်တဲ့တစ်ခုကြားလိုက်ရပါတယ်။အဲဒါကြောင့်သူလည်းမကြားချင်အောင်ဆောင်ပြီးဆက်ရှောင်းနေတော့တတိယတစ်ခါခေါ်တဲ့အချိန်မှာတော့ဂျာနာလည်းဘာမှမကြော်လွှားနိုင်တော့ပဲနောက်ကိုလှည့်မိသွားပါတယ်။အဲနောက်စိမ့်ညွတ်ခံလိုက်ရပေမဲ့လေထဲလွင်မျောနေတဲ့စာရီခြုံထားတဲ့အမျိုးသမီးကိုမြင်ပြီးပြန်သတိရလာပါတယ်။အဲဒါကြောင့်ဂျာနာကသွေးရိုးသွေးတန်းရှောက်ပြေးနေပေမဲ့ဆက်ထရီလက်ကမလွတ်တော့ပဲအဝေးစားတွေခြံထားခံရပြီးအဖမ်းခံသွားရပါတယ်။အဲဒါကိုတည်သွားတဲ့ဂျာနာမေကတော့ဗီဒူတို့ဗီကီတို့နဲ့ပေါင်းလို့ဖြစ်တာပါဆိုပြီးလူကြားထဲမှာအော်ငိုနေပါတယ်။ငါသားလေးကမိမတွေနဲ့တခါမှမတွေ့ဘူးအခုတော့ဆက်ထရီကငါသားလေးကိုခွာထိုင်နေတော့ပြီလို့ပြောနေပါတယ်အဲဒါကြောင့်ဗီဒုကဗီကီကိုခေါ်ပြီးမင်းဘယ်သွားနေတာလဲလို့မေးပါတယ်ဗီကီကတော့ဖះเจ้าသွားပြီးကမ်းခြေဘက်သွားတယ်ပြီးတော့စကားပြောရင်ပျောက်သွားတယ်လို့အမှန်တိုင်းပြောပါတယ်အဲဒါကြောင့်ဗီကီမင်းကိုဒါပထမဆုံးအချိန်စင်မကောင်းဖြစ်မိတာပဲမင်းကဆုံးမတယောက်နဲ့ရီးစားဖြစ်နေရတယ်ကွာဆိုပြီးယူကျုံမြပြောနေပါတယ်ဗီကီကမဟုတ်ဘူးလို့ညင်တာကြောင့်ရီးစားစာထဲမှာယူခိုင်းတဲ့စာတွေဒီနေ့တစ်ခါပဲထူးဆန်းစွာပေါ်လာတာတွေသူ့ကိုဗီကီပဲမြင်မှုတာတွေကိုပြောပြလိုက်တဲ့အခါမှာတော့ဗီကီကယုံသွားပါတယ်ပြီးတော့မင်းအိမ်မိမကိုတွေ့ရင်ခြေထောက်ကိုကြည်ဘူးလားလို့မေးပြန်ပါတယ်။အဲ့နောက်ဗီဒုကဂျာနာကိုခေါ်ပေးပါငါရန်တတိရတယ်လို့ပြောလိုက်တော့ဗီကီကဂျာနာကိုရှာဖို့ထွက်လာပါပြီ။သူမသားငယ်ဗီဒုကငါပြောတယ်လို့မပြောနဲ့ငါ့ကိုလာတက်လိုက်မယ်လို့တော့မှားပြအောင်မှားလိုက်ပါတယ်။နောက်ရက်မနေ့မှာတော့မြို့ထဲမှာတတိပေးချက်တစ်ခုထွက်လာပါတယ်။အဲ့ဒါကတော့ဆက်ထရီစီကလွတ်မြောက်တဲ့နီလန်းနေပဲဖြစ်ပါတယ်။ဒီမျိုးလုံးကမျိုးသားတူကြီးကတော့စိတ်ဝင်စားနေပြီးဟောပြောတဲ့ရူတာကိုမင်းကဘာလို့ဓာရီတီထားတာလဲလို့အတင်းမင်းနေကြပါတယ်။ရူတာကလည်းငါကBBBA MMA စာပေပညာရှင်ဂေတပညာရှင်ကျောင်းဆရာအဲ့ဒီပွဲတွေအားလုံးကိုရဘူးလို့သိတယ်ဆိုပြီးဖိတ်လုံးနေထုံနေပါတယ်။အဲ့တော့လူတယောက်ကဘာလို့ Secretary မနက်ဖြန်မှာလာပါလို့ရေးထားတာလဲ။ဘယ်တော့မှပြန်မလာနဲ့လို့ရေးရင်မကောင်းဘူးလားလို့မေးလိုက်တော့
ခင်ဗျားဧည့်သည်မလာစေချင်ဘယ်တော့မှမလာနဲ့လို့ပြောလို့လားဒါမှမဟုတ်မနက်ဖြန်မှလာနော်လို့နူးနူးညံ့ညံ့နှင်လားလို့မေးလိုက်ပါတယ်နောက်တစ်ယောက်ကလည်းဆက်ထရီကပထမဆုံးဖမ်းသွားတဲ့တယောက်ကိုပလီပေးသွားတယ်လို့စတဲ့ပေါ့ကရမေးခွန်းတွေမေးနေကြတာမို့ဆရာကြီးကအဲ့လိုတွေမမေးပဲတေချာကျူးဆိုင်နားထောင်ပါအောင်မျိုးတွေကကျမ်းမာတန်ဆွမ်းတဲ့လူငယ်တယောက်အဖမ်းခံထားရပြီလို့ပြောနေပါတယ်အဲ့လိုအဖွဲလိုက်ကြီးစကားလိုက်ပြောနေတဲ့အချိန်ဗီကီကတခြားတငယ်ချင်းတယောက်နဲ့ရှိနေပြီးအဲ့တငယ်ချင်းကအဖမ်းခံရတဲ့သူကမင်းတငယ်ချင်းမှတ်လားလို့မေးလိုက်တော့ဗီကီကအဲ့လိုကိုဝူရှူဝါတွေထားလို့ပါတယ်အဲ့နောက်ဗီကီကအန်ကြီးချုပ်တဲ့တွေကိုပဲဒီဇိုင်းမတ်ချုပ်နေပါတယ်ဗီကီကဒီလိုဒီဇိုင်းမတ်ချုပ်တာမမြင်တာကြာပြီဖြစ်တဲ့အဖေဖြစ်သူကတော့အန်ကြီးတစ်စုံကိုနိုင်ဝက်နဲ့အပေးချုံနေလို့အရန်ခေါ်ယူနေပါတယ်ဗီကီကသူချုပ်ပြီးတဲ့အန်ကြီးကိုသူတို့စုံနေကြနေရာမှာသွားပေးဖို့စောင့်နေတဲ့အချိန်ကောင်မလေးကအနောက်ကနေရောက်လာပါတယ်သူကဗီဒီယိုပြောသလိုခြေထောက်ကိုငုံကြည့်တဲ့အချိန်ကောင်းကင်တစ်ခုလုံးကမဲမောင်သွားပြီးအရန်သားတဲ့မိန်းကလေးကစုံမအချင်းအသွင်ပြောင်းသွားတာကြောင့်သူကကြောက်ပြီးအော်နေပါတယ်တကယ်တော့အဲ့ဒါကသူစိတ်ကူးရင်ဖြစ်နေပါတယ်အဲ့ဒါကြောင့်ကောင်မလေးကရှင်ဘာဖြစ်နေတာလဲရှင်းပုံစံကတင်ရဲမြင်နေရတဲ့ပုံစံဖြစ်နေတဲ့အဆင်ပြေလားဆိုပြီးလှမ်းကန်လိုက်တဲ့အချိန်မှာဗီကီကအကန့်မခံပဲရှောင်နေပါတယ်အဲ့ဒါကြောင့်ကောင်မလေးကအန်ကြီးကိုယူလိုက်ရင်ဘေးမှာလူတစ်ယောက်ရှိတာကိုသိတော့ကျမတို့လူရှင်းတဲ့နေရာသွားကြမယ်လေလို့ခေါ်ပြန်ပါတယ်ဗီကီကဘယ်နေရာလဲလို့ပြောတဲ့အခါမှာကောင်မလေးကကျမအကြိုက်ဆုံးနေရာရှင်းကိုပြမယ်လို့ပြောပေမဲ့ဗီကီကရပါတယ်ဒီနေရာလေးမှာပဲထိုင်မယ်ဆိုပြီးညင်လိုက်ပါတယ်ဗီကတော့သူနားမှာထိုင်နေတဲ့မိန်းကလေးကိုကြည့်ပြီးပါဇက်ကနေဖျားစာတွေရွတ်နေပါတယ်မိန်းကလေးကဗီကီချုပ်ထားတဲ့အန်ကြီးကိုကြည့်လိုက်ပြီးအရန်လှတာပဲရှင်ကမှောင်ဝင်လက်ရှိတယ်နော်လို့ပြောလိုက်တဲ့အခါဗီကီကမဟုတ်သေးဘူးကျွန်တော်မှမှောင်ဝင်ခြေထောက်ရောရှိတယ်သူတို့တွေကဒဲကွေးလို့ရတယ်လေမင်းရောကွေးလို့ရလားဆိုပြီးခြေထောက်ကိုငုံကြည့်ပေမဲ့ကောင်မလေးကပြဿနာရှိလို့လားဆိုပြီးမေးပြီးအကြည့်မခံပါဘူးအဲဒါကြောင့်ဗီကီကပေါ်တော်စကားလုံးလေးနဲ့ကောင်မလေးကိုဆက်ထရီဟုတ်မဟုတ်အိတ်အောင်မေးနေပါတယ်မနေ့ကငါတငယ်ချင်းဂျာနာပျောက်သွားတာအဲ့ဒါမင်းတွေ့မိလားလို့မေးလိုက်တော့မင်းကလေးကစိတ်ဆိုးနေတဲ့မျိုးလုံးတွေနဲ့ကြည်နေပါတယ်အဲ့ဒီကဗီကီကရဲစွန့်ပြီးငါမင်းကိုပြောမယ်နော်မင်းကဆက်ထရီလားလို့မေးပြီးအဝေးကိုပြေးထွက်သွားပါတယ်အဲ့နောက်အဝေးမှာထိုင်နေတဲ့သူစီသွားပြီးဟိုမင်းကလေးကိုမြင်ရလားလို့မေးပေမဲ့အဲ့နေရာမှာဘယ်သူမှရှိမနေတော့ပါဘူးညရောက်တော့ဗီဒိုနဲ့ဗီကီကခေါင်းချင်းဆိုင်ပြီးဆွေးနွေးနေကြပါတယ်ဗီကီကတော့ဒီလောက်ထားတဲ့မိန်းကလေးကဆက်ထွေဖြစ်မယ်လို့မထင်ဘူးလို့ပြောတော့ဗီဒိုကအဲ့မိန်းကလေးကလှလားလို့မေးပါတယ်ဗီကီကတော့ဘာမှပြန်မပြောပဲဂျာနာကိုတွေးအောင်ဒီအချိန်မှာဘာတွေဖြစ်နေမလဲဒီလောက်အေးတဲ့ရာသီဥတုမှာဝင်းလေးစနစ်နဲ့အေးများအေးနေမလားဆိုပြီးတွေးနေပါတယ်အဲ့ဒါကြောင့်ဒီလိုယုံနှန်းပုံမြင်တွေကိုဖြင်းရှင်းပေးမဲ့သူတယောက်ကိုရှာရမယ်ဆိုပြီးတွေးမိပြီးစာကြီးတိုက်ကိုသွားပါတယ်စာကြီးတိုက်ရောက်တော့မနက်ကဆရာကြီးရူဒါစီသွားပြီးမေးကြရင်ဆရာကြီးကဒီမျိုးကမင်းတို့ထင်ထားတာထက်တက်တန်းပိုရှိတယ်ဒီမျိုးရဲ့အောက်မှာဟာနာဆိုတဲ့မျိုးရှိတယ်ပြောပြီးစာကိုဖတ်ပြပါတယ်ဟိုရှိချေတုန်းကချောမောလှပပြီးဆွဲဆောင်မှုရှိတဲ့ထက်တန်းစားပြည့်တဲ့စာတယောက်ရှိတယ်။မျိုးတွေကယောက်ျားလေးတိုင်းကသူ့ကိုဆွဲလန်းကြပြီးနောက်ဆုံးတော့သူမကသူ့ခန္ဓာကိုမဟုတ်ပဲသူ့ကိုတကယ်ချစ်တဲ့ယောက်ျားတစ်ယောက်နဲ့တွေ့ခဲ့ပါတယ်။အချစ်စစ်ပေါ်သူတို့နှစ်ယောက်ကလက်ထက်လိုက်ပြီးချစ်နေကြတဲ့မြင်ကွင်းကိုတခြားလူတွေကမနာလိုတာကြောင့်မင်္ဂလာဦးညမတိုင်ခင်လူတွေကသူတို့နှစ်ယောက်ကိုတက်ပစ်လိုက်ပါတယ်။အဲဒီအချိန်ကလေးကသူကသူ့ချစ်သူကိုရှာပြီးသူတို့မင်္ဂလာဦးညကိုကျင်းပဖို့မျိုးတွေလျှောက်သွားနေတာပါ။ဒါကလည်းပျောက်ဆုံးသွားတဲ့သူ့ချစ်သူကိုပြန်ရှာတွေ့မှသာပျောက်ကွယ်တက်တယ်လို့ပြောပြီးတော်တော်မကောင်းတဲ့သူတွေဗျာသူများပြောတာမနာလိုဖြစ်ရတယ်လို့ဆိုပြီးဘယ်မိန်းကလေးနေနေသူ့အချစ်စစ်ကိုတော့ရှာသိမ့်ပါတယ်ကွာပြောပြီးကြည်ကွဲနေပါတယ်ဗီကီကတော့ဆက်ထရီကိုဘယ်လိုတားရမလဲလို့မေးလိုက်တဲ့အခါရူဒရာကဖက်ပြဖို့လုပ်ပေမဲ့သူ့ရဲ့စာရွက်လေးတွေကိုကလေးတွေကစက်ကူလေးလုပ်လိုက်ပြီးဖြစ်ပါတယ်အဲ့ဒါကြောင့်စာအုပ်ထဲမှာပါတဲ့နေရာတနေရာကိုဗီကီကသိရဖို့လေးလာရေးလုပ်ဖို့ထွက်လာရပြန်ပါတယ်သူတို့၃ယောက်ဟာအဲ့ဒီနေရာကိုရောက်ပြီးဗီကီကဝင်မလို့ပြင်နေတဲ့အချိန်ရူဒရာကမင်းတို့တွေဒီတဲဝင်မယ်ဆိုရင်တခုခုတော့လိုက်နာရမယ်ငါတို့ကယောက်ျားသားတွေဆိုတော့တကယ်လို့မင်းရဲ့အနောက်ကနေမင်းတို့ရဲ့နာမည်ကိုခေါ်ခဲ့ရင်ဘယ်လိုအကြောင်းမျိုးနဲ့မှလှည့်မကြည့်နဲ့လို့မှာကြားလိုက်ပါတယ်အဲ့ဒါနဲ့သူတို့၃ယောက်ကအတွင်းထဲကိုဝင်လာပြီးဂျာနာကိုရှာနေကြတာတော့မတွေ့သေးတာမို့လူစုခွဲပြီးရှာဖို့လုပ်ကြပါတယ်ဗီကီကတော့ဒုချောင်းကိုအရင်လောင်းပြီးမီးတောက်တစ်ခုလှုပ်လိုက်ကတယောက်ထဲသွားရှာနေပါတယ်။ရူဒါကတော့တယောက်ထဲငုတ်တုတ်ထိုင်ရင်လက်ထဲကပါတဲ့အရက်ကိုတောက်ကအရှင်မကဲတော်မူပါလို့ပြောနေတဲ့အချိန်အရှိမလူတယောက်ဖြတ်သွားတာကိုမြင်လိုက်ရပါတယ်။အဲဒါကြောင့်သူကဖနှောင်းနဲ့တင်မတသားထဲကျအောင်ပေးနေရပါပြီ။အမေချက်ခိုင်းတာတော့ဟန်နုမန်ကာရာတော်မရတဲ့ဗီဒီယိုတယောက်ကတော့တယောက်ထဲဒေါပွားနေပြီးခလုံးထီမအမိကိုတာနေပါတယ်။အဲဒီချိန်သူ့အပေါ်ကိုမွေးတကောင်ကျလာလို့သူရောပဲပြေးနေရပါတယ်။သူကအပြင်ကိုရောက်သွားပေမဲ့တယောက်ထဲဖြစ်နေတာကြောင့်ပြန်ဝင်ရမလားစဉ်းစားနေတော့တမင်ဘော်ကတရဲကိုမြင်ပြီးထပ်ပြေးရင်လည်းငုတ်တုတ်ထိုင်နေတဲ့ရူဒါကိုမြင်တော့အားရှိသွားပါတယ်။အဲ့ဒီချိန်တယောက်တည်းရှိနေတဲ့ဗီကီကတော့သူရောက်နေတဲ့နားကနေရံဘောကရုပ်ထုတွေကိုကြည့်ပြီးမှင်တက်နေတဲ့အချိန်မီတို့ကမြင်ငိမ့်သွားပါတယ်။နောက်ကနေနာမည်ခေါ်တဲ့အတန်ကိုလည်းကြားလိုက်ရပါတယ်။အဲ့ဒါကြောင့်ဗီကီရေဆရီရေငါပါဟာငါနင်းကိုအန်ကြီးချုပ်ပေးတယ်လေငါတို့ကဂျာနာကိုလိုက်ရှာနေတာသူကလူကောင်းလေးပါဟာသူကနင်းကိုမကြီးလို့တောင်ခေါ်နေသေးတယ်လို့တို့ပြောနေတဲ့အချိန်ဆက်ဖီကတော့ဗီကီလိုပဲထက်ခေါ်နေပါတယ်။အဲ့ဒီချိန်ဗီကီကငိုတန်နေပါနေခဲ့ပြီးငါနင်းဝင်းစုံကို35မိနစ်နဲ့ချုပ်ပေးထားတာလေအဲ့ဒါကိုနင်းကကစားချင်နေသေးတာလားလို့ပြောနေပြန်ပါတယ်။ဆက်ဖီကထက်ခေါ်နေတဲ့အချိန်ဗီကီကအတန်မကြားအောင်တို့ပြောနေတဲ့အချိန်ဆက်ဖီကတော့သူ့နောက်ကိုရောက်လာပါတယ်။ခဏနေတော့ဗီကီကသူ့မှာပါတဲ့ဖုန်းနဲ့ကင်မရာရိုက်လိုက်ပြီးသူ့နောက်မှာဘယ်သူမှမရှိဘူးဆိုတာသိကြမှအနောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်ပုံနေတဲ့ဆက်ဖီကထွက်လာပြီးဗီကီကိုဖြည်းဖြည်းချင်းညှို့ယူလိုက်ပါတယ်။အဲ့ဒီချိန်သူ့နာမည်ကိုခေါ်တန်ကြားလိုက်ရပြီးဓမြောင်နဲ့ဆက်ဖီကိုပြစ်လိုက်ပြီးတော့သူ့ရဲ့ဟိုကောင်မလေးကစုံမကြီးကိုပြားရည်နဲ့ပတ်လိုက်တာကြောင့်စုံမကအဝေးကိုထွက်ပြေးသွားပါတယ်။စုံမကြီးလည်းမရှိတာကြောင့်သူတို့အပြင်ကိုထွက်လာတာကြောင့်အပြင်ကနှစ်ယောက်ကတော့ကောင်မလေးကိုဆက်ဖီချင်းပြီးတခါတည်းပြေးမလို့ကြံပါသေးတယ်။ဗီကီကသူကငါ့ကိုကဲလိုက်တာဆက်ဖီကိုဓမြောင်နဲ့ပေါက်လိုက်တာမင်းတို့မသိလို့ဗီဒီယိုရိုက်လိုက်ရင်ဓမြောင်နဲ့ကောင်မလေးဆိုပြီးနာမည်ကြီးတော့မယ်ပြောနေပါတယ်။ကောင်မလေးက
သူကဆက်ထွေနောက်လိုက်နေတဲ့သူဖြစ်ပြီးတခြားတဲတွေကိုလည်းနှိမ်နေတဲ့သူပါလို့ပြောတော့မှလူဖြစ်မှန်းယုံသွားကြပါတယ်။အဲဒါကြောင့်ရူရာကလည်းတမိုင်းနဲ့ပတ်သက်ရင်ငါ့ကိုပြောငါကောင်ကူညီမယ်လို့ပြောပါတယ်။ဗီဒုကလည်းသူ့ထုံးစံတိုင်းငါမှ ready made အန်ဂျီဆိုင်ရှိတယ်။မင်းကြရင်ဘဲထဲနေနေအလကားပေးပါမယ်။ငါအန်ဂျီကချုပ်ထည်နေတဲ့ကောင်းတယ်လို့ပြောနေပါတယ်။ဗီကီကတော့သူ့ကောင်မလေးကဆုံးမမဟုတ်လို့အတော်ကိုပြောနေပါပြီ။အဲနောက်သူတို့ကဂျာနာကိုပြန်တွေ့တာမို့ပြန်ခေါ်ခဲ့ကြပါတယ်။ဆယ်ရီအဖမ်းခံရတဲ့သူတွေနဲ့ဂျာနာတယောက်ပဲပြန်လွတ်တာကြောင့်တရားလုံးကလာကြည့်နေပြီးဂျာနာအမေကတော့ဗီကီတို့ကိုအမေကိုခွင့်တော့ပါအမေကမင်းတို့ကိုဒီလိုကလေးတွေမျိုးမချင်လို့ပြောမိတာပါတကယ်တငယ်ချင်းကောင်းလေးတွေဆိုပြီးတောင်းပန်နေပါတယ်ဂျာနာကတော့ကျွန်တော်အိတ်ချင်နေပြီးအမေလို့ပြောတာကြောင့်အကုန်လုံးအိမ်ပြန်သွားကြပြီးဂျာနာလည်းအိမ်နေပါတယ်ဒါပေမဲ့အများရောက်တော့ဂျာနာကအိမ်ထဲမှာရေးတဲ့စာတွေကိုလိုက်ဖြတ်လိုက်တဲ့အခါတမျိုးလုံးမှာရှိတဲ့ယောက်ျားတော်တော်များများကိုဆက်ထရီကဖမ်းသွားပါတယ်ဗီကီကတော့ဒီလောက်လူအများကြီးပျောက်သွားတဲ့ကိစ္စအတွက်အတော်လေးအံ့ဩနေပါတယ်အဖေကိုရှာကြည့်တဲ့အခါမှာဆက်ထရီကဂျာနာကိုဒီတိုင်းလွှတ်လိုက်တာမဟုတ်ပဲစာရီဖြတ်ခိုင်းမှုလွှတ်လိုက်တာပါအဲနောက်ဗီဒုကဂျာနာကိုပြန်သွားရှာတဲ့အခါဂျာနာကခေါင်းနဲ့နေရန်တိုက်နေတာကြောင့်စိတ်ပူပြီးသွားကြည့်လိုက်ပါတယ်ဂျာနာရဲ့လက်တွေမှာသွေးတွေစွန်းနေတာမြင်တာကြောင့်အံ့ဩနေတဲ့အခါဂျာနာကစိတ်ရိုင်းနေဝင်ပြီးဗီဒုတို့ကိုတိုက်ခိုက်ပါတယ်ဗီဒုပြင်သူ့အမေရောရှိရှိသမျှလူတွေကိုပါအသိစိတ်လို့ပြီးတိုက်ခိုက်နေတာပါအဲ့ဒီအချိန်မှာဗီကီကရောက်လာတာကြောင့်ဗီဒုကဗီကီရေဂျာနာလက်ကိုကြည့်စာရီကိုဂျာနာဖြတ်ထားတာလို့အော်လိုက်ပါတယ်ဗီကီကတော့ဂျာနာကိုချိန်ဖို့သွားတဲ့အချိန်ကောင်မလေးအနီးကလူတွေကစောင့်တဲ့ယူခိုင်းလိုက်ပါတယ်ဂျာနာကဗီကီကိုတိုက်ခိုက်နေပေမဲ့စေကားငင်နေတဲ့ဂျာနာအကြောင်းကိုသိတဲ့ဗီကီကမင်းဘာတွေလုပ်ခဲ့လဲတီလားဆိုပြီးအော်လိုက်တော့ဂျာနာကညင်သွားပါတယ်ဒါပေမဲ့စေကောင်းခဏဝင်တာကြောင့်နောက်တစ်ခါတိုက်ခိုက်ပြန်တော့ကောင်မလေးကဂျာနာကိုပြာရည်နဲ့ပုတ်လိုက်ပြီးအပေါ်ကဗီလူကလည်းဆောင်းနဲ့အုပ်လိုက်တဲ့အခါဂျာနာကညင်ကျသွားပါတယ်အချိန်ကြီးနေတာနဲ့ဆယ်ရီအကြောင်းကိုသိတဲ့ရူတာစီဖုန်းဆက်ပြီးလာခဲ့ဖို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာမဲဆွဲဖို့လိုတဲ့အမတ်လောင်းကရွာတွေကလူငယ်တွေကိုပြန်ခေါ်ပြီးရူဘီ1000စုချမယ်လို့ကြေညာရင်းသူ့နာမည်ရအောင်ဈေးပန်းခင်းနေပါတယ်နောက်တစ်ခွက်ကလည်းဆက်ထရီကိုဖမ်းထားတဲ့ငါတို့ရွာသားတွေပြန်ပေးဆိုပြီးဆန္ဒပြနေပါတယ်အဲ့ဒီအချိန်မှာလုံစားလို့အကောင်းဆုံးကတော့ဘေးရင်ဆရာတွေပါတခြားလူတွေအပြင်ဂျာနာကပါရဲရဲလေးလုပ်ပြီးဂျာနာရဲ့လက်ကိုလည်းချုပ်ထားကြပါတယ်ဂျာနာစိတ်ပေါက်ရင်ကာဝယ်ရအောင်ဗီကီတို့အုပ်စုကလည်းအိမ်နဲ့မနီးမွေးမှာအစည်းအဝေးလုပ်နေကြပါတယ်ကောင်မလေးကတော့ဂျာနာဟာဆက်ထရီရဲ့ထိန်းချုပ်မှုအောက်ကိုအပြေးအဝရောက်နေတာကြောင့်ပွဲတော်မပြီးခင်တခုခုလုပ်ဖို့အကြံပေးပါတယ်ဗီဒုကတော့တရေဖက်တဲ့နေရာမှာအရန်တော်တဲ့အကောင်မလေးကိုပဲနေတခုခုလုပ်ပါအောင်ဟာဆိုပြီးပြန်အလုပ်ပေးနေတဲ့အခါမှာကောင်မလေးကဆက်ထရီအကြောင်းတခုခုသိရရင်စီစဉ်လို့ရတယ်ဆိုတာမို့ရူတာကစာကြည့်တိုင်းမှာစာအုပ်တုပ်တွေ့ထားတယ်ဒါပေမဲ့စာမျက်နှာတွေပြောင်းနေတယ်အဲဒါကြောင့်စာရေးတဲ့သူရှာနိုင်ရင်စာရေးတဲ့သူကတော့ဆက်ထရီအကြောင်းကိုသိလောက်မယ်ဆိုပြီးဗီကီကပြောလိုက်ပါတယ်အဲဒါကြောင့်စာရေးတဲ့သူမှန်သမျှကိုသိတဲ့ရူတာကအဲ့ဒီစာရေးဆရာကတက်ရှိထင်ရှားရှိတယ်ဆိုပြီး၄ယောက်သာစာရေးဆရာနေတဲ့အရေးပေါ်ကိုရောက်လာကြပါတယ်တကယ်တော့သူကအရေးပေါ်ကာလာကလေးကစီစဉ်ထားတဲ့နေရာတစ်ခုကိုအခုထိနေပြီးအရေးပေါ်ကာလာမပြီးသေးဘူးလို့မှတ်ယူထားတဲ့သူပါအဲ့ဒီကိုရောက်သွားတော့မင်းတို့ကဘယ်စာအုပ်အကြောင်းကိုသိကျင်တာလဲလို့မေးတဲ့အခါရူတာကခင်ဗျာကျွန်တော်တို့မျိုးအကြောင်းစာအုပ်ရေးထားတယ်လေချန်ဒရီပူရန်ဆိုပြီးအဲ့စာအုပ်ကိုကျွန်တော်ရူတာရဲ့စာအုပ်ဆိုင်ကနေထုတ်ပေးခဲ့တာလေလို့ပြောလိုက်ပါတယ်ဗီကီကလည်းမစ္စတာရှာထရီဆက်ထရီကကျွန်တော်တငယ်ချင်းကိုဖမ်းသွားတယ်တခြားယောက်ျားလေးတွေကိုလည်းသူဖမ်းသွားတယ်အဲ့လူတွေကိုကျွန်တော်တို့ပြန်ရနိုင်လားလို့မေးလိုက်ပါတယ်ဒါပေမဲ့စာရေးဆရာကဘာမှမမှတ်မိပါဘူးအဲ့နောက်စာရေးဆရာကသူဟာသူ့အခန်းနဲ့သူနေတင်တာသူ့လောက်ကသူ့ခင်မုန်းနဲ့ကလေးကိုထိန်းဖို့ပဲအဲ့ထက်ဆိုးလာရင်သူ့ကိုမီးရှို့ပြရမယ်လို့ပြောတော့အကောင်လုံးကဒီလူယူကြောင်မှုကြောင်နဲ့ရှောက်ပြောနေတယ်ဆိုပြီးထားလာကြပါတယ်လမ်းမှာဒီလူကဘာလဲယူနေတာလားဘာလားဆိုပြီးဝေဖန်နေကြတဲ့အချိန်စာရေးဆရာကငါကမူးမှန်တာမဟုတ်ဘူးဒီမျိုးကမူးမှန်တာသူတို့စိတ်ကြိုက်အတုံးချပြီးတော့ဆက်ဖရီကိုသူတို့ပယ်ပစ်လိုက်တယ်သူ့ကိုလေးစားတဲ့သူတွေကိုလည်းလူတွေကတက်ပစ်လိုက်တယ်အားလုံးတေချလိုက်မယ်ဒီမျိုးမှာယောက်ျားတစ်ယောက်ပဲကျန်ရင်တော့ဆက်ဖရီကငြိမ်းမှာမဟုတ်ဘူးဒီမိကိုညှိနေတာတစ်ယောက်ပဲရှိတယ်လို့ပြောလိုက်တဲ့အခါမှာအောက်ကနေစိတ်ဝင်စားနားထောင်နေတဲ့ဗီကီကဘသူလဲဘလို့ပုံလဲလို့မေးပါတယ်အဲ့လူကတော့ဂျုံစေးလိုအသားအရောင်နှာခေါင်းချွန်ချွန်သူ့ကိုယ်သူဘရင်တစ်ပါးလိုနေတဲ့သူမိသားစုရဲ့အိမ်ရှိဆန်မင်းသားဝက်တိချပင်ရဲ့လက်ထဲမှာကြီးပြင်းလာသူစစ်မှန်တဲ့အမှုပညာရှင်ပြည်တန်စာရဲ့သားလူပြောအဲ့လူမှဒီမျိုးရဲ့အဆောက်ပဲလို့ပြောပြီးပြန်ဝင်သွားပါတယ်ဗီကီတို့ကတော့အဲ့လူကိုရှာဖို့အကြံထုံးနေကြပါတယ်အဲ့ချိန်မှာဂျာနာကဗီကီမင်းကမင်းဖွားအိမ်မှာနေတာမှတ်လားအိမ်နောက်မှာဝက်တိချပင်ရှိတယ်လေလို့ပြောလိုက်တော့ဗီကီကအဲ့ဒါဘာဖြစ်လဲလို့မေးတော့မင်းကတူးတဲသောသားလေလို့ဆက်ပြောပါတယ်ရူတာကလည်းမင်းကဂျုံစေးလိုအသားရည်ရောသူပြောတဲ့နှာခေါင်းရောရှိတယ်လေလို့ပြောတဲ့အခါမှာဗီဒုကလည်းဟုတ်တယ်သူ့ကိုယ်သူဘရင်လုံးထင်နေတဲ့ကောင်လို့ပြောလိုက်ပါတယ်ကောင်မလေးကလည်းဟုတ်တယ်နော်ရှင်ကအင်ဂျီနဲ့ချုပ်တယ်လေလို့ပြောလိုက်ပါတယ်ဗီကီကတော့ငါမှအချက်လက်တွေပြည့်စုံပြီပဲထားပါလေပီတာဆာသားဆိုတာကတော့မဟုတ်ဘူးလေလို့ပြောလိုက်တဲ့အချိန်ရူတာနဲ့ဗီဒုကဒီကောင်ကိုဘယ်သူမှပြောမထားဘူးပဲဆိုပြီးအခက်တွေ့နေပါတယ်ဒါကြောင့်မှနှစ်ယောက်သားဗီကီရဲ့နားကိုသွားပြီးမင်းကပီတာဆာသားလို့ပြောတဲ့အခါဗီကီကပေါက်ခွဲသွားပါတယ်ကောင်မလေးရှိမှရောအခုမှသိလိုက်တာကြောင့်ရောပေါင်းပြီးတော့ဗီကီကရှော့ရသွားကသူကအကုန်လုံးကိုရန်လုပ်ပြီးထွက်သွားပါတယ်ရူတာကတော့ငါတို့တော့မျိုးဆောင်တဲ့ကိုတွေ့ပြီလို့ပြောလိုက်ပါတယ်ဗီကီဟာသူ့အဖေကိုအမေကဘယ်သူလဲလို့မေးပြီးအဖြစ်မှန်ကိုတည်သွားတဲ့အခါမှာသူကတမျိုးလုံးကိုကယ်တင်ဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့တော့အကောင်လုံးကိုစုပြီးဆက်ထရီအကြောင်းကိုဆွေးနွေးပါတော့တယ်တကယ်တော့အိမ်နေရှိမှစာရေးထားရင်ဆက်ထရီဝင်မလာတာကြောင့်ဆက်ထရီကစာဖတ်တဲ့ဆိုတဲ့အချက်ကိုဗီကီကရေးမိသွားပါတယ်ဒုတိယအချက်ကယောက်ျားလေးတွေဖမ်းဖို့ပွဲတော်ရက်တွေမှာလာပေမဲ့အိုးဆက်ထရီမနက်ဖြန်မှာလာပါလို့ရေးထားရင်အဲ့ဒါကိုသူကဖတ်ပြီးစဉ်းစားတယ်ဟုတ်ပြီဒီနေ့နားလိုက်မယ်မနက်ဖြန်မှာလာတော့မယ်လို့အဲ့လိုဗီကီကပြောတဲ့အခါကောင်မလေးကအဲ့ဒါဆိုသူကစကားနားထောင်တယ်ဘောလို့ပြောလိုက်ပါတယ်နံပါတ်3ကသူကတော်တော်တုံးတယ်နောက်ရက်ကျသူထက်လာတယ်အရင်ညအစာကိုပြန်ဖက်ပြီးစဉ်းစားတယ်ပြီးမှသူအိမ်ပြန်သွားတယ်ဒါလူတွေကသူ့ကိုတက်တက်ညစ်တာပဲလို့တော့ဗီကီကပြောလိုက်ပါတယ်အဲ့လိုအချက်တွေရပါတာကြောင့်ဗီကီတို့ဟာဆက်ထရီရဲ့အားနည်းချက်ကိုတည်သွားပြီးဘယ်လိုတိုက်ခိုက်ရမလဲဆိုတာထပ်စဉ်းစားကြပြန်ပါတယ်မ
မစ္စတာရှန်ထရီရဲ့ကျမ်းစာအရဆက်ထရီကသူ့ရဲ့မပြီးသေးတဲ့မင်္ဂလာဦးညကိုဆက်လုပ်ချင်နေတာမင်းကဒီမျိုးရဲ့ကာကွယ်သူဆိုတော့သူ့ဆန္ဒကိုမင်းဖြည့်ဆည်းပေးရမယ်လို့ရူတာကပြောတဲ့အခါယူလိုလေးဖီကီကရှက်သွားပါတယ်ခင်ဗျာဘာတွေပြောနေတာလဲအဖေကတီဗီကမင်္ဂလာဦးညတော်ကြီးကိုမပေးတာစုံမနဲ့ဘယ်လိုနေရမှာလဲလို့ပြောလိုက်ပါတယ်ဒါပေမဲ့ရူတာကတော့မင်္ဂလာဦးညပြီးမှတိုက်ပွဲတွေလာမှာကွာလို့ပြောပေမဲ့ဗီကီကတော့လက်မခံပါဘူးအဲဒါကြောင့်ကောင်မလေးကမင်္ဂလာဦးညဆိုတာငါစားပါသူ့ကိုရှင်းစီလာအောင်လုပ်ရမယ်လေရှင်းစိတ်ထဲမှာအခြေရိပ်တွေကိုသူမြင်သွားတာကိုမမေ့နဲ့ကျန်တာအားလုံးကိုကျမတို့ကိစ္စထားသူကတွေ့မှာအစွမ်းကြည့်ပေမဲ့သူအပြင်ထွက်လာရင်ဘယ်လိုနေနေရမယ်ဆိုတာကျမသိတယ်လို့ပြောလိုက်တော့ဗီကီကလက်မခံခြင်းပဲလက်ခံလိုက်ရပါတယ်။အဲ့တော့သူတို့ဟာမင်္ဂလာပွဲကိစ္စအခမ်းအနားအတွက်ဗီကီတို့စုံနေကြနေရမှာလိုအပ်တာတွေစီစဉ်နေကြပါတယ်။လမ်းညွန်ဆိုင်ဘုတ်တွေပန်းစီတွေနဲ့အတူဓမြောင်တွေရောအိယာတွေကအစပြင်ဆင်ပြီးညရောက်သွားကြပါတယ်။လူတွေကတော့စက်ထရီအမဲလိုက်ထွက်မှာကြောင့်အိမ်တကားကိုပိတ်ထားဖို့ပြောနေကြပါတယ်။တမျိုးလုံးကတကားတွေပိတ်နေတဲ့အချိန်ဗီကီကတော့သူကိုယ်တိုင်ခြုံထားတဲ့မင်္ဂလာဝတ်စုံနဲ့တန့်ခန့်နေပါတယ်။ဗီဒုကတော့ငါတကယ်ရင်မင်္ဂလာဆောင်ပွဲတွေကိုစေကူးရင်ထားတာစုံမနဲ့မင်္ဂလာဆောင်ပွဲလို့တော့မထင်ထားဘူးဆိုပြီးယူကျုံမရဖြစ်နေပါတယ်။ပွဲမစခင်ကောင်မလေးကလမ်းညွန်ဆိုင်ဘုတ်တွေရတူလာလိမ့်မယ်။သူကရှင့်ကိုကြည့်တဲ့အခါအကြည့်မလွဲပဲပြန်ဆိုင်ကြည့်ကျမကသူအစွမ်းမဲ့ခါရရွတ်လိုက်တဲ့အချိန်ရှင်ကနှလုံးသားကိုဓာတ်နဲ့ထိုးလိုက်လို့ပြောပါတယ်။အကောင်လုံးကဗီကီကိုခမ်းမထဲမှာထားပြီးထွက်သွားကြပါတယ်။လမ်းထဲမှာတော့စာရေးပေးတဲ့အဖိုးကြီးကစာတွေကအစွမ်းမထွက်တာကြောင့်အိုးဆက်ထရီဒီမှာဘယ်ယောက်ျားမှမရှိပါဘူးမနေ့ကမှလာပါဆိုပြီးအော်နေပေးပါတယ်ဆက်ထရီကမြို့ထဲကိုဝင်လာတဲ့အချိန်နေရာမှာရေးထားတဲ့ဆက်ထရီဒီကိုလာပါဆိုတဲ့စာကိုမြင်လိုက်တာကြောင့်သူကတင်းချဖက်ပြီးအိမ်ထဲကိုဝင်လာခဲ့ပါတယ်ဂျာနာကလည်းအဲ့အချိန်စိန်ရိုင်းနေပြန်ဝင်လာပါပြီဆက်ထရီကလမ်းညွန်ဆိုင်ဘုတ်တွေအစားတခြားဘက်ကိုကွေသွားတော့ပုံနေတဲ့ရူရာတို့ကဆက်ထရီကထင်ထားတာထက်ပိုပြီးပါးနဲ့တာပဲလို့ပြောနေတဲ့အချိန်အနောက်ကဂျာနာရောက်လာပြီးဗီဒုကိုလည်းပြီးညစ်ပါတယ်အကုန်လုံးကလည်းဂျာနာစီစိတ်ရောက်နေတဲ့အချိန်အရန်လည်းဆက်ထရီကကြောက်နေတဲ့ဗီကီစီလာပြီးနာမည်စခေါ်ပါတယ်ဗီကီကတော့စိတ်ညိုခံလိုက်ရပြီးဆက်ထရီခွန်ရနောက်ကိုလိုက်ပါသွားပါပြီတစ်ဖက်ကဟိုကောင်မလေးကဂျာနာကိုဂါရာယူပေးနေပြီးငြိမ်သွားတော့မှဗီကီကိုသတိရပေမဲ့ဗီကီဘမရှိမှန်းမသိတော့တာမို့လိုက်ရှာနေကြရပါပြီဗီကီကလည်းဗီဒုကို WhatsApp ကနေတင်နေရပို့ပေးထားလိုက်တာမို့သူတို့အကုန်လုံးကသူတို့စီလိုက်လာကြပါတယ်ဗီကီကတော့ဒါလည်းပါမသွားတာမို့အရန်ကိုကြောက်နေခဲ့ပါပြီအဲဒါကြောင့်နေပမာလဲဆက်ထရီတို့တွန်တုံရီနဲ့အော်နေတဲ့အချိန်ဆက်ထရီကဘားကနေတွေ့တာမို့အားကနေနေအောင်အော်ပြီးပြေးပါတော့တယ်ဗီကီလည်းပြေးရင်လဲကျသွားတော့လဲနေရာကနေထားလိုက်တိုင်းဆက်ထရီကအတန်တကြီးနဲ့အော်နေတာကြောင့်ဗီကီကမလုံရဲပဲအဲ့တိုင်းနေရပါတယ်။လိုက်ရှာနေတဲ့ရူတာတို့ကတော့ဗီကီကိုမင်္ဂလာဦးပြီးမှပဲပြန်ပို့ပေးမယ်ထင်တယ်လို့တော့မှတ်ချက်ပေးနေကြပါတယ်။အဲ့ဒီချိန်ဗီကီကရှိတဲ့စိတ်တွေကိုစူးစီးပြီးငါအစင်းသေးဖြစ်ပြီနော်အဲ့ရပေါ်လာလေမင်္ဂလာဦးမှာပျော်ရအောင်လို့ပြောပေမဲ့ဆက်ထရီကတော့အော်နေစေပါ။အဲဒါကြောင့်သူကအန်ဂျီတွေကိုတခါတည်းချွတ်ပေးနေပြီးကိုပေါ်မှာဘာမှမရှိရတဲ့ချိန်ဆက်ထရီကသူ့ကိုခုံလိုက်တာကြောင့်ဟုတ်ပါပြီဆက်ထရီရဲ့မင်းကြီးလိုလုပ်တာမကြိုက်တာမသိလို့ပါငါ့ကိုမတက်ပါနဲ့လို့အော်ပြီးအန်ဂျီတွေပြန်ဝင်နေရပါတယ်။အဲ့ဒီချိန်မှာဆက်ထရီကအနောက်ကနေဖြည်းဖြည်းချင်းရောက်လာပြီးဗီကီကိုစိတ်ညွတ်နေတဲ့အချိန်ကောင်မလေးကဆက်ထရီကိုအဖြူရောင်မှုတ်တွေနဲ့ပတ်လိုက်ပါတယ်။ဆက်ထရီအစွမ်းမဲ့သွားတဲ့အချိန်ကောင်မလေးကဓာတ်ကိုပေးပြီးဆက်ထရီကိုထိုးခိုင်းပေမဲ့ငါကမျိုးဆောင်နဲ့သားလေးလူသမားမဖြစ်ချင်ဘူးဆိုပြီးညင်းနေပါတယ်။ဒါပေမဲ့သူပြန်နိုးမလာခင်အမြန်သွားတက်လို့ပြောတဲ့အခါဗီကီကသွားတက်မယ်လို့ပြီးစိတ်ကိုဒုံဒုံချလိုက်ကတတ်မှဖြစ်မှာလားခွေခွေလေးလဲနေတာတနာစရာလေးဒါကသူ့အပေါ်ဒီမျိုးကလူတွေဆက်ဆံတဲ့ပုံစံငါတို့လည်းအဲ့လိုလုပ်နေကြပြန်ပြီသူ့မှာအကြောင်းပြချက်တစ်ခုတော့ရှိမှာပဲသူကသူ့ချစ်သူကိုလိုက်ရှာနေတာပါသူ့ကိုလွတ်ပေးလိုက်ရအောင်လို့ဖျောက်ပြတော့ကောင်မလေးကတစ်ချက်စဉ်းစားကအဲ့ဒါဆိုရင်သူ့ချစ်စံမီကိုဖျက်လိုက်သူအစွမ်းမဲ့သွားလိမ့်မယ်လို့ပြောလိုက်ပါတယ်အဲ့ချိန်မှာဆယ်ဖီကပြန်သတိရလာတာကြောင့်ကောင်မလေးကိုတတ်တော့မဲ့ချိန်ဗီကီကဝင်ထားလိုက်ပြီးမျက်လုံးချင်းစုံအောင်စူးစမ်းနေပါတယ်ဒါပေမဲ့ဆယ်ဖီကဇက်လိုက်အောင်နေတာကြောင့်ဗီကီကတော်တော့လို့ပြောလိုက်တဲ့အခါဆယ်ဖီကရက်သွားပါတယ်ပြီးတဲ့အခါမှာဗီကီကဒီလိုဝူးဝါးတွေလုပ်နေလို့ဘာထူးလာမှာလဲလက်စားချေလို့ရောပြီးလို့လားငါကဒီမျိုးရဲ့ကာကွယ်တဲ့သူနည်းနည်းလေးစဉ်းစားအောင်အော်မယ်ဆိုတာကြီးပဲဆိုပြီးဆက်ထရီကိုငေါ့နေပါတယ်။အဲ့ချိန်မှာကောင်မလေးကဓာတ်ကိုပြန်ပေးလိုက်တာကြောင့်ဆက်ထရီကတဖန်ပြန်လို့လာပြီးကောင်မလေးနောက်ကိုပြေးလိုက်သွားပါတယ်။ကောင်မလေးကအပြေးလည်းမရှိပဲပိတ်မိသွားတဲ့အခါဆက်ထရီကတက်ဖို့ကြိုးစားနေတဲ့အချိန်ဗီကီကစပင်ကိုဖျက်လိုက်တာကြောင့်ဆက်ထရီကပျောက်သွားပါတယ်။သူတို့တွေကဆက်ထရီတေလားမတေလားဝေခွဲမရဖြစ်နေတဲ့အချိန်ဗီကီကဒီမျိုးကသူ့ကိုမပေးခဲ့ဘူးတဲ့မေတ္တာနဲ့လေးစားမှုကိုသူကလိုချင်တာသူကသူလိုချင်တဲ့လေးစားမှုပေးရင်သူကဘာမှပြန်လုံးမှာမဟုတ်ဘူးလို့ပြောတဲ့အချိန်အနောက်ကနေအတန်ကြားတာမို့သူတို့တွေလှည့်ကြည့်လိုက်ပါတယ်။အဲ့ဒါကအပန်းခံထားရတဲ့သူတွေဖြစ်ပြီးစိတ်ညစ်ခံထားရတာပျောက်သွားတာမို့ပြန်ထွက်လာနိုင်ကြတာပါ။သူတွေကပျော်ရွှင်စွာနဲ့ပြန်လာကြရင်ဒီတက်တိပြောင်မြောက်တဲ့သူတွေကိုကျွန်တော်တို့မျိုးကိုကာကွယ်ပေးကြတာမို့သူတို့ကျေးဇူးကိုဘယ်တော့မှမမေ့ဘူးလို့အမတ်လောင်းကြီးကသူတို့ကိုဂုဏ်ပြုပွဲလုပ်ပေးနေပါတယ်။ကောင်မလေးကမတိမတာပြန်ဖို့ကားကိန်းမှာထိုင်ဆောင်နေတဲ့အချိန်ဗီကီတို့ကဆိုင်ကယ်နဲ့လိုက်လာကြပြီးမင်းကဒီဝက်စုံနဲ့အရန်နှာတာပဲလို့ပြောကပန်းလေးတွင်ပေးလိုက်ပါတယ်။အဲ့ဒီချိန်ကားရောက်လာတာမို့မင်းကိုဘယ်လိုဆက်သွယ်ရမလဲလို့မေးပေမဲ့ရှင်းစိတ်ထဲမှာကျမကိုတွေးလိုက်ပါလို့ပြန်ပြောတဲ့အခါဗီကီကတကယ်သွားမှရမှာလားလို့ပြန်မေးလိုက်ပါတယ်။အဲဒါကြောင့်ကောင်မလေးကဗီကီရဲ့လက်ကိုကန်လိုက်ပြီးသူတို့စားတွေ့တုန်းကလို့ဗီကီကလည်းကွာလို့ပြောကကားပေါ်တက်သွားပါတယ်။အဲချင်းဗီကီကကောင်မလေးနာမည်ပါမမေးလိုက်ရတာကြောင့်ဗီတုကချစ်တော့ချစ်ပြီးနာမည်မသိတဲ့ကောင်ကိုပထမဆုံးမြင်မှုတာပဲဆိုပြီးဝေဖန်နေပါတယ်။ကားပေါ်မှာကောင်မလေးကတော့ဗီကီဖျက်လိုက်တဲ့ဆက်ထရီရဲ့စံချစ်ကိုသူ့စမိန်နဲ့ထည့်လိုက်တဲ့အခါမှာဆန်သားကတသားတည်းဖြစ်သွားပါတယ်။တကယ်တော့ကောင်မလေးကဆက်ထရီရဲ့အစွမ်းတွေကိုလိုချင်လို့၃နှစ်လုံးလိုက်ဖမ်းနေပေမဲ့မရခဲ့ပါဘူး။အခုတော့အစွမ်းတွေရပြီးကားပေါ်ကနေချက်ချင်းပျောက်သွားပါတော့တယ်။